Dễ đồ có cháu này đồ mà ya bè thả lý lý bì mẹ nhị xuyên biểu tà đến đâu sẵn bè đồ môn đề dên kháng ca lạ gạ. Tao thì bì mà đệ mà hà ta là bầu na gì nà bè gạ bà rù đệ. Ê đi mà hà ta là bầu na gì dân ý màu na mà bì ta đi ta lý đệ ảo xí đệ. Ta lý nà bè gạ màu âu đà ra bà rù đệ lệ. Âu đà ra sổ ra bà lý xa lâu.မြန်မာလိုပြောရင်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တဲ့မောင်မြင့်မြတ်ဘယ်သူတဲ့လဲအဲ့ဒီမောင်မြင့်မြတ်ဟာဘိသယဟန္တာအလောင်းဘာအလောင်းလဲအတိတ်ဘဝကဖြစ်ခြင်းရှိဖို့ခဲ့တဲ့ကုသိုလ်ပါရမီတွေထောက်ပံ့လို့ယောဂလည်းချောတယ်တာဝတိပြည်မှာပစ္စည်းဥစ္စာကျွဲဝချမ်းသာတဲ့မဟာသန္လပုံနာမျိုးမှာလာပြီးတော့ဖြစ်တယ်တာဝတိပြည်မှာဟိုးလေးတကြောပဲမောင်မြင့်မြတ်လေးရစိတ်ထားလည်းကောင်းတယ်ရုပ်လည်းချောတယ်စိတ်နေစိတ်ထားလဲနူးညံ့တိမ်မွေးတယ်အဲ့ဒီတရင်ကိုဘယ်သူကကြားတော့ဆိုတော့ရာဇကြိုကဗိမိတာရမင်းကြီးရဲ့ရွှေနန်းတော်မှာခစားနေတဲ့အမတ်ချုပ်ကြီးတဲ့တရားသူကြီးချုပ်နာမည်ကဝတ္တကာရပုံနာတဲ့ဘာပုံနာတဲ့လဲအဲ့ဒီဝတ္တကာရပုံနာကြီးမှလည်းတူတိတော့သမီးလေးတယောက်ရှိတယ်သူကလည်းရုပ်ချောတယ်အဲ့တော့ဒီဘက်ကရာဇကြိုကဝတ္တကာရပုံနာကြီးကသတင်းကြားတယ်တာဝတိမှာတယ်မောင်မြင့်မြတ်တဲ့ဥတ္တရတဲ့မိဘကလည်းချမ်းသာတယ်အဲ့တော့ကလေးနှစ်ယောက်လုံးဟာဘိတိုင်အသက်မှ10နှစ်ရှိသေးတယ်ဘယ်နှစ်ရှိသေးတယ်10နှစ်ပါဗျာဝတ္တကာရပုံနာကြီးရဲ့သမီးလေးကလည်း10နှစ်ပဲရှိသေးတယ်မောင်မြင့်မြတ်ကလည်း10နှစ်ပဲရှိသေးတယ်သို့တော့အိန္ဒိယရဲ့ထုံနှန်းစင်လာကဘိတိုင်ဘာလို့တုံးဆိုအဲ့ဒီငယ်ငယ်လေးတွေကလေဘုန်းကြီးတို့ဗမာစကားနဲ့ပြောရင်တော့နားဖောက်ထားတာဘာလို့ထားတာလဲနားဖောက်ထားတာအိန္ဒိယဓလေ့ထုံးစံကငယ်ငယ်လေးတွေကအဲ့ဒါသွားပြီးတော့ကြောင်းလန်းကြတယ်စိစက်ကြတယ်နားဖောက်ထားကြတယ်ကြီးလာရင်မင်းသားနဲ့ငါသမီးပေးသားမယ်ဘုန်းကြီးတို့ဒီမြန်မာနိုင်ငံမှာတော့မရှိပါဘူး10နှစ်တချို့9နှစ်နဲ့နားဖောက်ထားတာရှိတယ်အဲ့ဒါဘုန်းကြီးတို့အိန္ဒိယရောက်တော့ပြောလိုက်အောင်မယ်ဟိုနီဘောရောက်တော့နီဘောလုံမဏီမှာဘုန်းကြီးတို့ကျောင်းလုံမဏီကျောင်းတဲလုံမဏီကျောင်းတဲတော့အဲ့ဒီမှာကလေးမလေးတယောက်တွေ့တယ်သွားအပြင်သွားရဲနဲ့ကလေးမလေးတယောက်တွေ့တော့ကလမလေးသူ့ဒီခေါင်းတဲ့တဲ့မှာဆင်းနီလေးတို့ထားတယ်ဒီမျက်ခုံးနှစ်ဖက်ကြားမှာတို့တာတွေ့တာမို့ခေါင်းမှာဆင်းနီလေးတို့ထားတယ်အဲ့ဒီဘုန်းကြီးကအဲ့ဒီနီဘောမှာတရင်သုံးနေတဲ့ဆရာတော်ကိုဘုန်းကြီးကမေးတယ်ဆရာတော်ဒီကလေးမလေးဟာသူများနဲ့မတွေ့ဘူးသူများတွေကမျက်ခုံးနှစ်ဖက်ကြားထဲမှာအဆက်ကလေးထည့်ထားတယ်သူကခေါင်းတဲ့ထဲမှာဆင်းနီလေးတို့ထားတယ်အဲ့ဒါဘာအဓိပ္ပာယ်လဲဆိုတော့အကူတော့အဲ့ဒီကလေးမလေးကစစ်စံထားတဲ့လူရှိတယ်တဲ့ဟာကြီးတော့ကလေးအပြုံဖြစ်သေးဘူး10နှစ်လောက်ရှိသေးတယ်အဲ့ဒါဂဏိတိအောင်ကိုဘိန်းတို့ပြေးတဲ့အိန္ဒိယဓလေ့ထုံးစံကအဲ့ဒါသူတို့သဘောကျလို့ရှိရင်ပေါ့လေငယ်ငယ်လေးတွေကအဲ့ဒါစစ်စံကြောင်းလန်းထားတာရှိတယ်အဲ့ဒါနဲ့တူတူပြောလိုက်ကြပါစို့ဝတ္တကာရပုံနာကြီးကဝတ္တကာရတရားသူကြီးချုပ်ကအဲ့ဒါသူကိုယ်တိုင်လက်ဆောင်ပဏာပစ္စည်းတွေယူပြီးတော့သွားပြီးတော့ဟိုတာဝတိမှာမဟာသာလပုံနာကြီးထံသွားပြီးတော့သူ့သမီးကိုအဲ့ဒီမောင်မြင့်မြတ်လူမျိုးအရွယ်ရောက်လာတဲ့အခါမှာပေးစားဖို့လို့သွားပြီးတော့ကြောင်းလန်းနဲ့တောင်းရမ်းတယ်တဲ့သမီးရှင်ကသွားတောင်းတာဘယ်သူကသွားတောင်းတာလဲအဲ့ဒါသမီးရှင်ကသွားတောင်းတဲ့အခါကျတော့ဟိုမှာမိဘတွေတခါပြောကြဆိုကြပေါ့လေအဲ့ဒါမောင်မြင့်မြတ်လေးကြည်လာရင်ပေးသားမယ်ဘာညာနဲ့ကြောင်းလန်းကြတောင်းရမ်းကြတဲ့အခါကျတော့မိဘတွေကနေပါအောင်သားလေးခေါ်ပေးပါရစေအောင်ပုံနာကြီးရဲ့ပုံနာကြီးတို့ကအရာရှိပဲမင်းတိုင်မင်းအမပဲအဲ့တော့သားလည်းသဘောတူမဲ့ထင်ပါတယ်ပုံနာကြီးကမင်းတိုင်မင်းအမအရာရှိအာနာရှိကျုပ်တို့ကပစ္စည်းရှိအဲ့တော့ပစ္စည်းရှိတဲ့ပုဂ္ဂိုလ်နဲ့အာနာရှိတဲ့ပုဂ္ဂိုလ်အဲ့ဒါပေးစားကြရင်ဒါလောကလည်းတင့်အောင်တင့်နဲ့နေနိုင်တယ်ဆိုပြီးတော့မိဘတွေကသဘောတူတယ်မိဘတွေကဘာဖြစ်လဲသဘောတူတယ်သို့တော်လည်းပဲသူတို့ဆန္ဒသူတို့မလုံးရှင်တာနဲ့အဲ့ဒါနဲ့ဥဒ္ဒရခေါ်မေးတယ်သာလာပါအောင်ကွယ်အဲ့ဒါဝတ္တကာရပုံနာကြီးလို့ခေါ်တယ်ဗိမိတာရမင်းကြီးရဲ့မင်းတိုင်မင်းအမတ်ချုပ်ကြီးပဲသူတို့ရာဇကြုံမှာကတော့ဝတ္တကာရဆိုမသိတဲ့သူမရှိဘူးအဲ့ဒါသူ့သမီးနဲ့ငါသားနဲ့အရွယ်ရောက်တဲ့အခါပေးသားဖို့လို့လာတောင်းရနေတယ်ငါသားဘယ်လိုလဲသဘောတူသလားအာမေတို့ကလည်းအမေတို့ဒါအိမ်အောင်ပြုတ်ဖို့စိတ်ကူးမရှိဘူး
ဒါအိမ်အောင်ပြုဖို့စိတ်ကူးမရှိဘူးအဲ့တော့မယူနိုင်ဘူးလို့ပြောလိုက်ဗျာဆိုတော့ဝဒကာရဘုံနာကြီးကိုမဟာသာလဘုံနာတို့ကပြောတယ်အမကြီးရဲ့အာရောနာပါရဲ့အမကြီးသမီးကိုမကြိုက်ဘူးလို့ပြောတယ်မယူနိုင်ဘူးလို့ပြောတယ်ဆိုတော့အဲ့ဒီမှာဘိယတိုင်ဝဒကာရဘုံနာကစိတ်ဆိုးတယ်တဲ့ဝဒကာရဘုံနာကဘာဖြစ်လဲငါတို့လိုမင်းပိုင်ဆိုးပိုင်းကအာနာရှိတဲ့ပုဂ္ဂိုလ်တွေကလာပြီးတော့တောင်းရမ်းတာကြောင်းလန်းတာကိုလက်မခံတာဒင်းတို့ကဘာမို့လို့တော့လာကွပြန်မယ်ဟာဆိုပြီးတော့ဝတ္တကာရဘုံနာကြီးကစိတ်ဆိုးပြီးတော့ဘိယတိုင်လာတောင်းတဲ့ပစ္စည်းတွေလဲပေါ်တင်ပြီးတော့စိတ်ဆိုးပြီးပြန်သွားတာစိတ်ဆိုးပြီးဘာဖြစ်လဲမိဘတွေကနောက်ကနေလိုက်ပြီးတော့တောင်းမနာဘုံနာကြီးရဲ့စိတ်မဆိုးပါနဲ့စိတ်မဆိုးပါနဲ့ဘာစိတ်မဆိုးပါနဲ့နင်တို့ပတ်စံဘလောက်ချမ်းသာလို့လဲကြီးကြီးကျယ်ကျယ်အောင်မယ်ငါသမီးမမယူနိုင်ဘူးတိမဲ့တနေ့ဆိုပြီးတော့အဲ့ဒါရံညိုထစိတ်ဆိုးပြီးတော့ပြန်သွားတို့တို့ပြောလိုက်ကြပါစို့ဘိယတိုင်အဲ့ဒါပြန်သွားပြီးတော့မကြဘူးအမောင်ဥဒ္ဒရာကမောင်မြင့်မြတ်ကညာတိုင်းဇေတဝန်ကျောင်းမှာတရားဝဲရှိတယ်ဇေတဝန်ကျောင်းမှာညစဉ်ဓမ္မသဘင်တရားဝဲကြီးရှိတော့အဖေနဲ့လိုက်ပြီးတော့တရားသွားနာတာတရားသွားနာရင်နဲ့အဲ့ဒီ10နှစ်သားကလေးရဘိယတိုင်တန်ဝေကညံဖြစ်တယ်တဲ့ဘာညံဖြစ်လဲတဝေကညာဖြစ်မှာပေါ့ပါရမီကပြည့်ပြီးသားပုဂ္ဂိုလ်10နှစ်သားနဲ့ယဟန္တာဖြစ်မှာဘယ်နှစ်သားနဲ့ယဟန္တာဖြစ်မှာလဲ10နှစ်သားနဲ့ယဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ဆိုတော့ပါရမီရှင်ကြီးပါရမီပြည့်လာပြီးသားပုဂ္ဂိုလ်ဆိုတော့တရားနာရင်နဲ့တဝေကညာနေပွားပြီးတော့အိမ်လဲပြန်ရောက်ရောမေတို့ဖေတို့ကိုပြောတယ်မေတို့ဖေတို့သားကိုရင်ဝှရှင်တယ်ဟဲ့ငါသားနေကိုရင်ဝေးလို့မဖြစ်ဘူးနေကိုရင်ဝေးနဲ့တူဒီတော့တာတို့အမွေတွေဘယ်လိုလုပ်မလဲဟာအမွေတွေလှူပလိုက်မမဲ့ဘူးဒီအမွေတွေလေအဲ့ဒါနဲ့ဘိယသာယတနေ့ပြောရင်နဲ့နောက်တော့မိဘတွေကဂိုင်းကလေးစိတ်ချမ်းသာအောင်ကဝတ်ခြင်းလဲဝတ်ပါသေးကွာမပြောတော့လဲထွက်ပြီသေးပေါ့9ရက်လောက်ဖြစ်ပြီကဲဝတ်ခြင်းလဲဝတ်သားချစ်လို့မိဘနှစ်ပါးကအလိုလိုက်ပြီးတော့သားစိတ်ချမ်းသာအောင်ဘိယသာယအဲ့ဒီမှာသင်္ကန်းဝတ်ခွင့်ပြုတယ်သင်္ကန်းဝဲခွင့်ပြုလားမပြုဘူးလားသင်္ကန်းဝဲခွင့်ပြုလိုက်တဲ့အခါကျတော့အဲ့ဒီမှာဟာဝန္တာအာရနဲ့အမေတို့အဖေတို့လက်ဆွဲလို့ဘယ်ကိုသွားတော့ဆိုရင်ရှင်သာရိပုတ္တရာထံကိုသွားတယ်တဲ့ဘယ်ကိုသွားလဲရှင်သာရိပုတ္တရာထံသွားပြီးတော့အမေတို့ဖေတို့ကမဟာသာလပုံနာကြီးနဲ့ပုံလေးမကြီးတို့ကမောင်မြင့်မြတ်လေးကိုရှင်သာရိပုတ္တရာထံမှာအပ်တယ်ရှင်ဘုရားအပ်ပါတယ်ဘုရားတပည့်တော်သားလေးသင်္ကန်းဝတ်ရှင်တယ်ပြောလို့အဲ့ဒါရှင်ဘုရားသင်္ကန်းဝတ်ပေးတော်မူပါဘုရားလို့ရှင်သာရိပုတ္တရာထံမှာအပ်တော့ရှင်သာရိပုတ္တရာမထေရသူမြတ်ကကိုယ်တိုင်ဆံချကိုယ်တိုင်သင်္ကန်းဝတ်ပေးကိုယ်တိုင်ဥပ္ပစ္စေပေးပြီးတော့ရှင်သာရိပုတ္တရာကိုယ်တော်တိုင်သင်္ကန်းဝတ်ပေးတယ်တဲ့10နှစ်သားဘွဲကလည်းဘိယတိုင်လူနာမယ်တိုင်းမယ်ရှင်ဥတ္တရာလို့ခေါ်တယ်ဘယ်သူလို့ခေါ်လဲရှင်ဥတ္တရာဆိုတဲ့လူနာမယ်ပေးပြီးတော့လူနာမယ်တိုင်းမဲ့ပြီးတော့အဲ့ဒီသာဝတိမှာနေ14-15ရက်လောက်ကြာတော့ရှင်သာရိပုတ္တရာကကိုရင်လေးဥတ္တရာခေါ်လို့လာကိုရင်တို့တောရဆောက်တည်ရအောင်တောထဲသွားနေရအောင်လာဒီမှာလူတွေရှုပ်တယ်မင်းလည်းဟိုမှာတရားလေးပါလေးမှဆိုပြီးတော့ရှင်သာရိပုတ္တရာဟာတပည့်ဖြစ်တဲ့ကိုရင်ဥတ္တရာလေးကိုခေါ်လို့တောထဲသွားလို့တောရဆောက်တည်တဲ့တောထဲမှာနေတယ်အဲ့ဒါဆရာဝကြီးဝင်ငယ်လေးပြုတ်တောက်တော်ရေကမနဲ့မိုးလင်းလာတဲ့မျက်နှာသက်တော်ရေကဆုံးခံပြီးတော့ရှင်သာရိပုတ္တရာကိုကြွေးတယ်တဲ့ဆရာကိုပြုစုတာဘယ်သူကိုပြုစုတာဥပ္ပစ္စေဆရာဖြစ်တဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကိုဥတ္တရသာမဏေလေးကဘိယတိုင်တပည့်ရဲ့ဝတ္တရားတွေကြေပြောအောင်ပြုစုပါတယ်စောက်ရှောက်ပါတယ်တနေ့တော့ရှင်သာရိပုတ္တရာမထေရသူမြတ်လေနာယောဂဖြစ်တယ်တဲ့ဘာယောဂဖြစ်လဲလေနာယောဂဖြစ်တော့ကိုရင်ဥတ္တရာကဟာငါဆရာလေနာယောဂဖြစ်တယ်လေထတော့အေးနဲ့လေတွေထတာအန်းနေတော့ဒီအချိန်မှာရာဂူလေးဆံမြုပ်ကလေးတစွန်းလောက်နှစ်စွန်းလောက်ဖုံးမေးလိုက်ရလို့ရှိရင်ဥပ္ပစ္စေဆရာဖြစ်တော်မူတဲ့ရှင်သာရိပုတ္တရာလေနာယောဂတတ်တာသွားမယ်အဲ့တော့ငါစောစောစီးစီးပဲဆံပြုတ်ပဲရဘာရချောငံသွားလိုက်အောင်မယ်ဆိုပြီးတော့တောထဲမှာဘိယတိုင်နာယီမရှိဘူးရှိသလား
ဘုန်းကြီးစိတ်ထင်တယ်ပေါ့လေသူစိတ်တဲ့သူလကလည်းသာနေတော့ဒီကိုရင်ကဆရာသမားကိုပူပန်ကြောင်းကြောင်းမှုရှိတော့ဆရာနေမယ်ကောင်းတာဖြစ်နေတော့စိတ်ပူပြီးတော့ညလည်းတော်တော်နဲ့အိမ်မပြောဘူးတဲ့မနေ့ကျလည်းစောကြီးနိုးနေတာအဲ့ဒါသူစိတ်တဲ့မိုးလင်းပြီးထင်ပြီးတော့ထလာတာ3 နာရီလောက်ပဲရှိလေအောင်မယ်ဘယ်နှစ်နာရီလောက်ရှိမလဲ3 နာရီလောက်ပဲရှိမယ်တောထဲကနေထွက်လာပြီးတော့တောထဲကနေထွက်လာပြီးတော့ပြေးသားရာတကြိုမြို့တဲကိုဝင်လာတယ်ဘယ်မြို့တဲဝင်လာရာတကြိုမြို့တဲကိုဝင်လာပြီးတော့တောထဲကကမန်းကနန်းထွက်လာတော့မျက်နှာမသိရသေးဘူးတဲ့ဘာမသိရသေးဘူးတဲ့မျက်နှာမသိရသေးသူသတိရသွားတယ်ဟာစောစောစီစီထွက်လာငါမျက်နှာမသိရသေးဘူးအဲ့တော့မျက်နှာသိအောင်မှပဲဆိုပြီးတော့ကိုရင်ကရာဇကြုံမြို့အပြင်ဘက်မှာပြေးတဲ့ရေကန်ကြီးတကန်တွေ့တော့ဆောင်းကန်လာတာပဲတပိတ်ပါလာတာအဲ့ဒါတပိတ်ကလေးကမောင်ရုပ်ဝတင်ပြီးတော့တပိတ်ဖုံးလေးယူသွားပြီးတော့ရေဆင်းခတ်မလုပ်တာလဲတပိတ်ကပဲနားထားခဲ့လေကမောင်ရုပ်ဝမှာတပိတ်ထားခဲ့ပြီးတော့အဲ့ဒါကန်တဲ့ဆင်းရေဆင်းခတ်ရောအဲ့ဒီရေဆင်းခတ်နေတဲ့အချိန်မှာပရိသတ်ရေရာဇကြုံမြို့တဲ့တထေးအိမ်ကိုတခိုးဝင်ဖောက်လို့ရွှေတုံကြီးပါသွားတာဘာပါသွားတာလဲရွှေတုံးပါသွားတော့အဲ့ဒါတခါတည်းလူမိတော့ပြေဟာတခိုးဟာတခါတည်းပြေလူအုပ်ကြီးနောက်ကတခါတည်းဒုတ်တွေဓာတ်တွေလမ်းနေနဲ့မိဒုတ်တွေနဲ့လိုက်တော့တခိုးကခြေဦးနဲ့ဒုတက်ပြေးတာပရိသတ်ရဲ့အဲ့ဒီကံပေါင်ရောက်လာဟောဘယ်ရောက်လာလဲကံပေါင်ရောက်လာတဲ့အခါကျတော့ကိုရင်ပြစ်ချထားတဲ့ခြားထားတဲ့သပိတ်ကိုခလုတ်ဝင်တိုက်တာသပိတ်ကိုဘာဖြစ်လဲသပိတ်ကိုခလုံးဝင်တိုက်တော့ဟာမဲမကြီးလိမ့်နဲ့လိုက်ဖမ်းတော့မှတခိုးကဟာသပိတ်ပဲသပိတ်ဆိုတော်ပဲသပိတ်ဆိုရင်တုံတောင်လူရှာမှာမဟုတ်ဘူးအဲ့တော့ဒီသပိတ်ထဲဒီရွှေတုတ်ထည့်ထားခဲ့တာကောင်းတယ်ဆိုပြီးတော့နောက်မှလာယူမယ်ပေါ့ကိုရင်လည်းသူကမြင်တာမဟုတ်ဘူးကိုရင်ကကန်ထဲမှာရေခတ်နေတာကိုရင်ဘာလုပ်နေတာလဲရေခတ်နေတာအဲ့ဒါသပိတ်ကြီးကမန်းကနဲ့လိမ့်သွားတဲ့သပိတ်ကြီးကောင်းပြီးတော့တခိုးကသစ်ပင်ချင်းသားလေးကပ်ပြီးတော့အဲ့ဒါရွှေတုတ်ထည့်ပြီးပြေးရောပြေးတော့ကံလေးပဲလေးတန်ကနေပြီးတော့လူတွေဟဲ့တခိုးကံပဲပြေးတယ်ကွာတခိုးရေကံပဲပြေးတယ်ကွာနဲ့လူအောင်ကြီးတက်ပြီးတော့လိုက်လာကိုရင်ကလည်းဆူညံတဲ့လူတွေဘာဖြစ်လဲမသိဘူးဟာအဲ့ဒါကမန်းကရန်သူကလည်းရေလေးခတ်ပြီးတော့ကံမောင်မော်တက်လာလူအောင်ကြီးကလည်းအဲ့ဒီနာအရောက်ဟုတ်ကိုရင်နဲ့တွေ့ရောဘယ်သူနဲ့တွေ့လဲဘယေသားကိုရင်နဲ့တွေ့တော့ကိုရင်ဖေရဗျကိုရင်ဘာလုပ်ကိုရင်ဆွမ်းခံလာတာဟမ်ဆွမ်းခံလာအောင်ကိုတော့ဘယ်ချိန်ရှိသေးလို့တော့ဒါဆွမ်းချက်ချိန်မှမဟုတ်တာဟဲကောင်နေဒီကိုရင်ကမသိငါစရာပဲကွာဆွမ်းခံလာတယ်ပြောနေတယ်ဒါဆွမ်းခံလာချိန်မှမဟုတ်ပဲနဲ့မတော်ဝေလီဝေလင်းဆိုတော်သေးတယ်အခုသာဒီချိန်ကြီးဟာဒါဆွမ်းခံလာတာမဖြစ်နိုင်ဘူးအဲ့တော့ဓမ္မကိုရင်နေပါဦးမေးမရသေးဘူးကိုရင်ဆွမ်းခံလာတာဆိုရင်ကိုရင်တပိတ်ပါမှလည်းပြောငါကြီးဟိုနားချထားတယ်တကကြီးတို့ဟိုနားချထားတယ်ဟဲကောင်နေဟိုနားချထားတယ်ကိုင်ကြည့်စမ်းกว่าဆိုတော့တပိတ်ထဲပါတွေ့လဲပဲရေးတာတပိတ်ကြီးရွှေတုတ်တဲ့တခါတည်းတွေ့လဲတွေ့ကွာဟာတခိုးဒီမှာဟာတခိုးဒီမှာဟာဆိုဟိုဘက်ကလူတွေပါအကုန်လုံးအုံလာတဲ့အဲ့ဒီမှာတခါတည်းကိုရင်ဒါကိုရင်တပိတ်သေးကြတယ်နော်ဟုတ်ပါတယ်တခါကြီးအဲ့ဒါဟုတ်လို့ရှိရင်ဒီထဲအထုပ်ကဘယ်ရလဲပြောကိုရင်ခိုးတာမို့လားမခိုးဘူးတခါကြီးကျုပ်မသိဘူးတခါကြီးတို့ထည့်ထားတာဘာတခါကြီးတို့ထည့်မယ်တခိုးတပည့်တော်တို့ထွက်ပြေးလာလို့ဝိုင်းတာတက်လာတာကိုတော့သပိတ်ထဲတွေ့တာကိုတော့မခိုးလို့ဘယ်သူခိုးမလဲကိုရင်မခိုးဘူးကိုရင်ခိုးတယ်ဟာပြောနေကြတယ်ကွာအလင်ကဒီကဘုန်းကြီးအင်ကြီးလားမသိဘူးကိုရင်အင်ကြီးလားမသိဘူးဒီနေ့ကစကားနဲ့ပြောနေအင်ပေါ့ဗျာအရှိကပြောရင်တော့အတုပေါ့အဲ့ဒါတခါတည်းဘာမှပြောမနေနဲ့ကွာမအိမ်ရမနေရသူများဒုက္ခပေးတဲ့ကိုရင်ရိုက်ခဆိုပြီးတော့ပြည့်တဲ့အဲ့ဒီမှာကိုရင်ရိုက်ရောကိုရင်ကိုမလုပ်လဲကဲဘယ်နှစ်သားလဲဘေးသားဆယ်နှစ်သားကိုရင်လေးကိုဘေးသားတွေသူကတစ်ချက်ဝိုင်းရိုက်ငါကတစ်ချက်ဝိုင်းရိုက်နဲ့လက်ပြန်ကျိုးတွေတုံပြီးတော့အဲ့ဒီကံဆောင်မှာကိုရင်လေးကိုရိုက်တယ်တဲ့ရိုက်တဲ့အခါကျတော့ဥဒ္ဒရသာမဏေကနာသောရိမိဗန္ဓမံမုံစေထမံအသောရကံအာစေရောသာရိဗုဒ္ဓမေတ္တဟံပါရသာရိကောနာသောရိမိဗန္ဓမံမုံစေထမံအသောရကံအာစေရောသာရိဗုဒ္ဓမေတ္တဟံပါရသာရိကောဘွန်တော်သခိုးဖမ်းမလို့ဒလရန်လိုက်လာတဲ့ဒါယကာတို့
အဟံတိခါဘုလက်ကိုင်းနဲ့နေထိုင်ခဲ့တဲ့ငါသာမဏေလေးသည်ဣမံဘာနံသူ့လိုလျောက်သပိတ်ထဲရောက်နေတဲ့ဤရွှေရုပ်ကြီးကိုနသောရေမီနတ်အများနဲ့တရားတိုင်တယ်ပြီးတော့စင်ကြယ်တဲ့အရေးကောင်းကောင်းကြီးသက်သေပေးနိုင်ပါရဲ့ညစ်အကျေးမြုံမတင်ဖြူစင်ရောဧကမခိုးရောအမှန်ပါသည်မန္တရကောင်းအဟုတ်ကျွန်ုပ်ကိုမုံစေတာမုံစေရထာမဟုတ်ဖဲဖန်းစီဝေအပြည့်ကြီးလေအောင်အပြည့်ကြီးလေအောင်မပေးပါနဲ့ချမ်းသာရန်ခွင်ပေးလေအေးနဲ့လွတ်ကြပါမေဥဒ္ဒရာသာမဏေတစ်ပါးရဲ့လို့ဘုရားရှင်ကိုယ်တော်တိုင်သိ၍ပြီးပြားပြားနဲ့တရားလက်မလို့ပဲနေခဲ့သောအကျွန်ုပ်ဤအာစေတော်လိမ္မာအောင်သွန်သင်တဲ့ကျေးဇူးရှင်ဆရာတော်များဘုရားကြီးဒီကသာရိပုတ္တလက်ရတော်ယံရွှေညံဧရတဲ့လျံလက်ထိန်ကြီးရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးပါပေသည်အဟံတပိကဒုက္ခပေးသဖြင့်အရေးတွေတွေ့ကြုံပြီးတော့နေရသောငါသာမဏေကလေးသည်တသထောကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးပါရစာရိကောဖဝါတော်ခုံခဝလုံးလည်းရဲ့ဝုကုအောင်လုံးကျွေးတဲ့ကိုရင်ကလေးဖြစ်ခဲ့ပါပြီတကားတကားကြီးတို့တဲ့ဒီပစ္စည်းကိုရင်မခိုးပါဘူးဒီပစ္စည်းကိုရင်သိလည်းမသိဘူးတကားကြီးတို့ထဲ့တာဘာတော့ပြောတောင်ပြောဒီကိုရင်ပပိတ်ရိုက်တခါတည်းကိုလူကဒုံနဲ့ပေါင်ဖြားရိုက်ဒီလူကဒုံနဲ့ခြေတလုံးရိုက်နေဘေးသားတွေဆယ်နှစ်သားကိုရင်လေးကိုဟာဝိုင်းပြီးတော့ရိုက်ကြနဲ့ကြတော့နောက်သက်ကြီးကြီးတခါကြီးတယောက်ကဝင်ပြီးတော့တားတယ်ကောင်လေးလက်လွန်ချီလွန်နေဖြစ်ကုန်သေးကုန်လိမ့်မယ်မင်းတို့ကသခိုးဖမ်းတာနဲ့မတူဘူးလူသတ်နေတာနဲ့တူတယ်။ကိုက်ဒါဟာတို့အလုပ်မဟုတ်ဘူးကွ။ဒါတရားယုံကိစ္စ။ဘာကိစ္စ။သခိုးလည်းမိနေပြီခိုးတော့ခိုးတယ်နဲ့သက်တေကံပစ္စည်းဒီမှာရွှေတုံလည်းမိနေပြီ။အဲ့တော့မင်းတို့တော့မရိုက်နေတော့ကိုရင်လည်းတောင်းပန်နေတယ်သူမလုပ်ပါနဲ့တဲ့။ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရဲ့တပည့်ဖြစ်ပါတယ်။ဒါနဲ့ဘယ်နဲ့ရှင်သာရိပုတ္တရာလည်းထည့်ပြောနေတယ်ဒီကိုရင်ဟာကင်ပြောနေကြတယ်ဒါနဲ့ဆူညာနဲ့ဘုရားတိုင်မိုးလင်းသွားပြီဆိုလိုက်ကြစို့မိုးလင်းသွားတဲ့အခါကျတော့လူသူကြီးကိုရင်လက်ပြန်ကြိုးတွေတုံးတပိတ်နဲ့ရွှေတို့ယူတတ်တေကံပစ္စည်းတရားယုံကိုသွားတာဘယ်ယုံသွားလဲတရားယုံရောက်တဲ့အခါကျတော့အဲ့ဒီတရားယုံမှာဘုရားတိုင်တရားသူကြီးကျုပ်ကဝတ္တကာရပုံနာကြီးတရားသူကြီးကျုပ်ကဘယ်သူလဲဝိသကာရပုံနာကြီးကအဲ့ဒါတရားပလင်မှာထိုင်ပြီးတော့ဟဲ့မင်းတို့ဘယ်လိုဖြစ်လဲကိုရင်ကျိုးတယ်နဲ့တုပ်လို့ဟိုးရိုက်ထားနဲ့ထားတာလဲသွေးတန်ရဲနဲ့မင်းတို့ဘယ်လိုဖြစ်ကြတယ်လဲပြောမှန်ပါဗျာမနေ့ကရာဇကြိုတထေးကြီးဝင်ပြီးတော့တခိုးခိုးတာအဲ့ဒါဝိုင်းဖန်တာရေကန်ဆောင်မှာသပိတ်ထဲဒီထုတ်နဲ့တကောမိပါတယ်ဖေ။သပိတ်ပိုင်ရှင်ဘယ်လိုလဲအဲ့ဒီကိုရင်ပဲကိုရင်သပိတ်လားဟုတ်တယ်တခါကြီးကိုရင်သပိတ်ဆိုရင်တတ်တေကံပစ္စည်းကဒီမှာဖြစ်နေတယ်နေပါဦးမင်းတို့ဟာတွေကနင်းငါမေးအောင်ပဲကဲအမှုစစ်ပဲဘာစစ်မလဲဘယိတအမှုစစ်မယ်ဆိုတော့တရားသူကြီးကမေးပြီကိုရင်နာမည်ဘယ်လိုခေါ်ဥတ္တရတာမဏေဟုတ်ပြီကိုရင်သင်္ကန်းဗမာဝတ်တယ်လေတာဝဋ္ဌိမှာဝတ်တယ်သင်္ကန်းဝတ်ရင်ကိုရင်ကိုသင်္ကန်းဝတ်ပြီးတဲ့ဥပ္ပဇေဆရာရှိတဲ့တကားကြီးဘယ်သူလဲဥပ္ပဇေဆရာတော်ဖွဲ့ပြောရှင်သာရိပုတ္တရာဘယ်သူတဲ့လဲဘယိတဟိုရေးပေါ်ဗျာစရေးကမှတ်ပေါ်ဗျာဘွဲ့ရှင်ဥတ္တရဥပ္ပဇေဆရာရှင်သာရိပုတ္တရာအဖေနာမည်လေးပြောပါဦးကိုရင်ရဲ့အဖေကတော့မဟာသာလပုံနာကြီးလို့ခေါ်ပါတယ်နှုတ်ကိုရင်ဇာတိရောဇာတိကသာဝတိပြည်ကသာဝတိပြည်ကမဟာသာလပုံနာကြီးရဲ့သားလူနာမဲမောင်မြင့်မြတ်ဥတ္တရဆိုတာကိုရင်လားဟုတ်တယ်တတိယသွားတယ်ဘုရားတိုင်ဝတ္တကာရပုံနာကြီးကငါသမီးသွားတောင်းရတော့ကမတူဘူးမတန်ဘူးမလိုချင်ဘူးဆိုပြီးတော့အရှက်ရအောင်ညင်းလွန်လိုက်တဲ့ကိုရင်ကိုက်ပဲနဲ့တန်းနိုင်သေးလေငါလက်ထဲရောက်ပြီးဂလဲသားချေမဲတဲ့ဘာလို့မဲတယ်လဲဘုရားတိုင်
ကံများကလည်းသိုးပုံကြည့်သားဒီပြင်တရားသူကြီးလက်ထဲရောက်နေတော်သေးတယ်အခုသူ့လက်ထဲကိုရောက်သွားတာတိုက်တိုက်ဆိုင်ဆိုင်အဲ့တော့ gain ကိုရင်အဖေလည်းသိပြီအမေလည်းသိပြီကိုရင်ဇာတိလည်းသိပြီ gain အထုပ်နဲ့ထဲနဲ့တကောကမိတယ်ကိုရင်တပည့်တော်ထပ်ပေးမယ်ဒီသပိတ်ဘုရုသပိတ်လေကိုရင်သပိတ်ပါကောင်းပြီအဲ့ဒါဆိုရင်ဒီသပိတ်ထဲမှာအထုပ်နဲ့ထဲနဲ့တကောမိတာမလို့သပိတ်ပိုင်ရှင်ကကိုရင်ဖြစ်တယ်ဆိုတော့ကိုရင်ဝန်ခံတယ်ဝန်ခံတဲ့ကကြီးသပိတ်ကတော့ကိုရင်သပိတ်ပဲအထုပ်ကတော့ကိုရင်မသိဘူးလို့မနေနဲ့တရားခံကကိုရင်အဲ့တော့အာနာဘဂဝတ်သားများအမိန့်ချပြီးမရေးတတ်ချက်ချင်းစစ်ချက်ချင်းစဘာမှလုပ်မနေတော့ဟဲ့အာနာဘဂဝတ်သားများသူတော်ကောင်းအယောင်ဆောင်ပြီးတော့သင်္ကန်းကိုဝစ်ရှင်ပြီးတော့မြင်သမျှအတင်းခိုးတဲ့ဒီသခိုးလေးသိလက်ကြောင်းကိုမြို့တောင်ကသုတ်တန်ကိုထုတ်လို့လူသားကားစင်မှာအရှင်လိုက်တန်တခြင်းရှို့ပြီးတော့သတ်စေတဲ့သေမိန့်ချလားဘာမိန့်ချတာလဲဘုရားရိုးရိုးတတ်ခိုင်းတာလားတန်တခြင်းရှို့ပြီးတော့တတ်ခိုင်းတာလားတန်တခြင်းရှို့တယ်ဆိုတာဘုရားတတ်တဲ့ငါးများကစုထိုးတယ်လို့ခေါင်းမော်ကနေပြီးတော့တန်ချောင်းတစ်ချောင်းရိုက်ချတန်ချောင်းချွန်ပြီးတန်ချောင်းခေါင်းမော်ကနေတူနဲ့ရိုက်ချဟိုးအောက်ပေါက်ထွက်သွားဘယ်ဘက်နံပါးကနေပြီးတော့ညာဘက်နံပါးပေါက်ထွက်သွားအောင်တန်ချောင်းတစ်ချောင်းရိုက်သွင်းတန်ချောင်းကန့်လန့်တဲ့အဲ့ဒါငါးကစုထိုးတယ်လို့အဲ့ဒီလိုတန်တခြင်းရှို့ပြီးတော့တတ်စေတဲ့ရိုးရိုးတတ်ခါရတာမဟုတ်ဘူးမြေတိုင်းအကုသိုလ်များကလည်းလိုက်လာတာဒါကြောင့်အကုသိုလ်များဝင်ရင်ဇက်တိုင်းပေးတယ်တဲ့အကုသိုလ်များဝင်ရင်အဖော်နဲ့ပါလာတာအကုသိုလ်ကသူကြီးလာတာအဖော်မပါဘူးလားဒီဝတ္တကာရပုံနာကြီးလက်ထဲကိုရောက်ရတာကလည်းအကုသိုလ်တန်တခြင်းရှို့ပြီးတော့တတ်စေဆိုတာကလည်းအကုသိုလ်ကိုလည်းမခိုးပါပဲနဲ့ဒီတပိတ်ထဲကိုသခိုးအထုပ်ထည့်သွားတာကလည်းအကုသိုလ်တခုတည်းလာလားအဖော်တွေနဲ့ခေါ်လာတာအဲ့ဒါလူသားကားတယ်မှာရှင်လိုက်တန်တယ်ယူပြီးတော့တတ်စေဆိုတော့ကိုရင်ကမျက်ရည်တွေကြားပြီးတော့အာကိုးစရာလည်းမရှိဘူးဘေးသားကြီးရှိသလားအဖေတို့အမေတို့ကသာဝတိမှာအဖေတို့မေတို့ကဘာမှလဲအဖေတို့မေတို့ကသာဝတိမှာဖြစ်နေတာကရာဇဂိုမှာဖြစ်နေတာကဘာမှလဲဒါကြောင့်ကိုရင်ကအတုလိတ္တဝသဗ္ဗကမ္မံနဘူတောတုရိကံစရေဝိစာရိယကရေသမံအာရမိကောတုရင်ကတောမဟာမတ္ထရာဇဂိုနိုင်ငံဝဲပြိုင်ဆိုင်ဝဲကင်းလို့ပြီးတော့အထွတ်ထိပ်သို့ရောက်နေတဲ့အမတ်ချုပ်တာကကြီးသဗ္ဗကမ္မံဘယ်မှုမျိုးကိုမဆိုထိုတို့ရှိသည်များကိစ္စအလုံးကိုအတုလိတ္တဝနိုင်ချိန်အကျဉ်းငိမ့်ဆင်ခြင်း၍ညံ့အမြဲမဆွဲဖဲဘုတော်လမ်းမှန်ကိုလိုက်မြူစေကောင်းမွေးမြူ၍အရေးတယူစေစေးလေးရှိသောပညာရှိသည်တုရိကံဟောတိုင်းတဲ့ကိစ္စမျိုးကိုမဆိုတုရိကံဟောတိုင်းမဆိုင်လည်းငင်းချက်ချင်းလင်းမြန်စွာနာကရေအလကားမှောက်၍အမာရောက်မည်ဖြစ်သောကြောင့်မထောက်မထားပဲမပြုတ်လိုက်ရိုးမှန်ပါသည်ဝိဇာရိယအကြောင်းကပဲဘုံကျိုးကပဲသို့ရောက်မည်ဟုချင်းထောင်မျောမြင်၍ရှင်ញင်းနိုင်စာပြီးမှသာလျင်သမ္မာမမောက်မမတရားကြောင်းလန်းဆိုင်၍မမောက်မမတရားကြောင်းလန်းဆိုင်၍တိုင်းမြိုင်ကောင်းမွန်လျအောင်ကရေယာပညာရှိတို့ဇယိုက်ဖြင့်ချိန်ကိုက်အောင်ပြုလို့သင်ပါပြီတုရင်ကတော်ကြောင်းကျိုးကိုမစင်ခြင်းငါထင်တယ်လို့ဆိုင်မိဟုမဆိုင်မဲ့ပြုလို့လေ့ရှိသောပုဂ္ဂိုလ်များသည်အရမိကောတရားလည်းမတရားအမှားမှအမောက်မောက်နဲ့ကသောက်ကြောင်ချွန်လဲပြီးတော့တကားကြီးဝငရဲမှာဆိုင်ပါလိမ့်မည်တကားတကားကြီးတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်ဆိုတာအမှုတစ်ခုကိုစစ်ဆေးတဲ့အခါမှာစစ်မေးမြန်းနဲ့နိုင်ချင်းဒုက္ခမိန်ဆိုတာလို့တကားကြီးသေချာစစ်ဆေးတင်တယ်အဲ့ဒီလိုတကားကြီးသေချာစစ်မေးမြန်းစုံစမ်းထောက်လှမ်းပြီးတော့မစစ်ဆေးမမေးမြန်းမဲနဲ့တကားကြီးဒီလိုလုပ်ရင်အခုကိုရင်ကိုသေမိတ်ချရင်တကားကြီးငရဲရောက်လိမ့်မယ်ဘယ်ရောက်လိမ့်မယ်တဲ့လေ
တရားဟောတာဘာလို့တာလဲဘိသားရဲ့တရားဟောတော့တရားသူကြီးကဘယ်ရန်ညိုးရှိထားတဲ့ပုဂ္ဂိုလ်ဆိုတော့အောက်မှာအသက်ငယ်ငယ်နဲ့တဲ့ဟောပြောကောင်းတယ်တရားသူကြီးများငရဲရောက်မယ်ပါမယ်ညာမယ်ဓမ္မကိုရင်တရားဟောခြင်းဓမ္မုံထဲမှာပလင်ခင်းပြီးတော့ပလင်ပေါ်မှာတက်ပြီးတော့ဟောဒါဓမ္မယုံမဟုတ်ဘူးဒါတရားယုံဒါပါတဲ့လေဘိသားရဲ့တရားယုံကိုတော့ဘာတရားတွေမှလာဟောမနေနဲ့ဒါအမှုစစ်တဲ့တရားယုံအဲ့တော့ဘယ်အသက်ကဘယ်လိုမြတ်တယ်ဘုန်းကြီးသက်ကမြတ်တယ်ဘုရားသက်ကမြတ်တယ်လူသက်ကညံ့တယ်တရားယုံမှာအသက်မြတ်တာညံ့တာတွေမရှိဘူးအဲ့တော့ကိုရင်အသက်မြတ်တယ်ဆိုလို့မသေးခြင်းရင်ကိုရင်အနေထိုင်ရိုးနဲ့သခိုးမလုပ်ဖဲနေပေါ့ကိုရင်ဘာဖြစ်လို့သူများပြည်စည်းသွားခိုးလဲကိုရင်မခိုးပါဘူးတကားကြီးရဲ့မခိုးဘူးဒါပြောတယ်အထုပ်နဲ့ထင်နေမိတာကင်ပြောနေစကားကြောရှိတယ်ကွာဒီကိုရင်မမြင်ခြင်းဘူးမြန်ဆွဲထုတ်သွားလို့ဝိသကာရဘုံနာကြီးအမိတ်ပေးတော့အာနာဘကွက်သားတွေကဘေးသားရဲ့ကိုရင်လက်ပြန်ညို့တုပ်မြို့တောင်ထုတ်လို့သုတ်တံပြီးကားစဉ်မှာကိုရင်လေးကိုလက်ဝါးကတိုင်မှာဘေးသားရဲ့အတင်းတကားတဲ့ကြိုးတွေနဲ့တုပ်ဘယ်ဘက်လက်ဝါးတဲ့လေးလက်မှလောက်ရှိတဲ့တန်ချောင်းတစ်ချောင်းရိုက်သွင်းညာဘက်လက်ဝါးတဲ့ကိုလေးလက်မှလောက်ရှိတဲ့တန်ချောင်းတစ်ချောင်းရိုက်သွင်းတယ်ဘယ်ဘက်ခြေပမိုးတဲ့ကိုရှစ်လက်မှကိုးလက်မှလောက်ရှိတဲ့တန်ချောင်းကြီးခြုံပြီးတော့ရိုက်သွင်းညာဘက်ခြေပမိုးတဲ့ရိုက်သွင်းလုံလို့မရအောင်ပြီးတဲ့အခါကျတော့မှအလွန်ချွန်တဲ့တန်ချောင်းကြီးကိုခေါင်းဝေါ်ကနေပြီးတော့တူနဲ့ရိုက်သွင်းတယ်တဲ့ပြီးတဲ့အခါကျတော့မှဘယ်ဘက်နံပါတ်ကနေညာဘက်နံပါတ်ပေါက်ထွက်သွားအောင်ပြီးတိုင်းတန်ချောင်းတွေရိုက်သွင်းတယ်တန်ကျင်လျှိုပြီးတော့တတ်တာဘယ်လိုတတ်တာလဲဘလောက်တောင်ဒုက္ခရောက်မလို့ဆိုတာဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့စဉ်းစားကြည့်အသက်လည်းမသိသေးဘူးဘယ်သေးမလဲပြည်သားယဟနာအလောင်းပဲဘာအလောင်းလဲယဟနာအလောင်းအဲ့ဒီမှာတန်တခြင်းလျှော်ပြီးတော့သွေးတွေကပွားနေဟာဒုက္ခတွေရောက်မျက်ရည်တွေကြားလို့သူဒုက္ခသူစဉ်းစားမနေနိုင်ဘူးငါသေသွားရင်ငါဆရာတော်ထဲမှာရှင်သာရိပုတ္တရာလေနာယောဂထနေတယ်ဒီနေ့မနေ့တော့ဆရာတော်ဆွမ်းကတ်တော်မယ်သူ့ယောဂဝေဒနာကိုပရိသတ်ဂယုမဆိုင်နိုင်ပဲနဲ့ရှင်သာရိပုတ္တရာကြီးဘယ်လိုပြုစုပါမလဲငါခုလိုဖြစ်နေတာငါဆရာသမားသိပါမလားနဲ့အဲ့ဒီမှာဒုက္ခဝေဒနာတွေခံစားနေရတဲ့အထက်မှာပရိသတ်ဆရာကိုသတိရတယ်ဘယ်လိုသတိရလဲဆရာသမားဘယ်လိုများနေပါမလဲငါဆရာနေမကောင်းဖြစ်နေတဲ့ဆရာသမားကိုသတိရတဲ့စိတ်နဲ့မေ့သွားပြန်ရောသွေးတွေကလည်းမြင်မကောင်းအောင်ထွက်တယ်အဲ့ဒီချိန်မှာဘုန်းတော်၆ပါးသင်္ကေဘုရားရှင်ကိုတော်မြတ်ကဘုရားတည်းမနဲ့မိုးလင်းတဲ့ကအာယုန်တက်တဲ့ကဒီမှာကိုရင်ပြဿနာတက်နေတဲ့အချိန်တွေကမြတ်စွာဘုရားကသဗ္ဗညုတာရွှေညာတော်ကိုရင်ဖြန့်ကျင်းပြီးတော့ဒီနေ့ပဲတတ္တဝဝေနေရငါဘုရားကြရမလဲဒီနေ့ပဲသူ့ကိုငါသွားပြီးတော့ဘယ်ပါရမီရှင်ကိုငါဘုရားတရားဟောရမလဲလို့ဘုရားရွှေညာတော်ကိုရင်ဖြန့်ကျင်းပြီးတော့ကြည်တော်မူတဲ့အခါမှာဘုရားရှင်ကိုတော်မြတ်ရဲ့ရွှေညာတော်ကိုရင်ထဲမှာဥဒ္ဒရသာမဏေဘုရားမြင်တော်မူတယ်ဟဲ့ငါမြေတော်လေးပါရမီရှင်ပါရမီပြေပြီးသားပုဂ္ဂိုလ်ငါဘုရားပြစ်ထားလို့မဖြစ်ဘူးမြတ်စွာဘုရားရှင်ကိုတော်မြတ်ရဲ့ရွှေညာတော်ကိုရဲ့ထဲမှာဥဒ္ဒရသာမဏေထင်တော်မူလားလို့ဘုရားရှင်ကိုတော်မြတ်ကအဖော်မခေါ်ပဲနဲ့ပိသတ်တေသုတ်တံမေကားစဉ်ကိုတပါးတဲ့ကြွလာတာသာဝဋ္ဌိကနေရာဇဂိုကိုကောင်းကင်ခရီးနဲ့လာတာဘယ်ခရီးနဲ့လာတာနောက်ကြနေလို့မဖြစ်ဘူးဟိုမှာသွေးတွေအန်းနေပြီနောက်ကြနေလို့မဖြစ်ဘူးမြန်သွားမှာပဲမြတ်စွာဘုရားကောင်းကင်ခရီးဇံအောင်ရှင်းပြီးတော့ကြွတော်မူလာတာကိုရာဇဂိုမြို့သူမြို့သားတွေကဟဲ့မြတ်စွာဘုရားကောင်းကင်ကနေကြွလာတဲ့အရေးတကြီးနဲ့ဘယ်ဆင့်တက်သွားတော့ကြည့်လိုက်စမ်းမြို့တောင်ဘက်ကသုတ်တန်ကိုဆင်းသွားတဲ့အဲ့ဒါဆိုရင်မနေ့ကသခိုးဖမ်းလို့မိတဲ့ကိုရင်ကလေးသုတ်တန်မြေကားတယ်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ဒါလာကြည့်တာထင်တယ်ဟေးမြတ်စွာဘုရားလာရင်အကြောင်းထူးတယ်တဲ့မြတ်စွာဘုရားကြွလာရင်ဗါတဲ့လေကိုရင်လေးလေသေသလားရှင်သလားမသိဘူးဘလို့ဖြစ်နေလဲမသိဘူးကဲသွားကြစို့ဟေးမြတ်စွာဘုရားကောင်းကင်ကကြွလာတာမြင်တော့ရာဇဂိုမြို့သူမြို့သားတွေကပရိသတ်တွေအဲ့ဒါစုယုံပြီးတော့မြို့တောင်မြင်ကသုတ်တံမှာလူစုတယ်တဲ့တ
ကမာကြီးတွေကကိုရင်လေးကြည့်ပြီးတော့ငိုးတနာလိုက်တာကိုရင်လေးဖြစ်မှဖြစ်ရလေမြတ်စွာဘုရားရှင်ကိုရောမြတ်ကလည်းပဲကောင်းကင်ယံကသက်ရှင်တော်မူလာတာတရားဓမ္မတွေဖူးတွေ့ရတဲ့အခါကျတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုဖူးရလို့ကြီးညိုးလို့တရားတရားဖြစ်ရတာကတစ်မျိုးကိုရင်လေးတန်တရင်လျှော်ပြီးတော့ဒုက္ခဝေဒနာခံစားနေရတာမြင်ရတာကတဖုံမျိုးစုမျိုးသားတွေငိုတဲ့လူကငိုဘုရားလက်ဦးချီတဲ့လူကချီနဲ့အဲ့ဒီလိုဖြစ်နေတဲ့အချိန်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကကောင်းကင်ယံကသက်ဆင်းပြီးတော့ဥဒ္ဒရသာမဏေလေးရဲ့ခေါင်းတော်ကိုပြေးတတ်ရဲ့လက်တော်နဲ့တတ်တယ်တဲ့မြတ်စွာဘုရားကဥဒ္ဒရသာမဏေရဲ့ခေါင်းတော်ကိုဘာလုပ်တယ်လဲလက်တော်နဲ့သာပြီးတော့ဒုက္ခဒါသမိမာဝါယီမမနုဒ္ဒရာဥဒ္ဒရာအမတေနာဘိသိမ့်စေတုံအာဂတောကံတဝန္တိကံဥဒ္ဒရာသုတ်တံမိကားစဉ်မှာတန်တခြင်းလျှိုခံပြီးတော့ပြင်းပြင်းထန်ထန်ပူပန်လွန်ကဲဆင်းရဲစွာလာမိတော်လေဥဒ္ဒရာမာဘာယီဒုက္ခဝေဒနာနဲ့သေဝါသို့လိုက်ရမယ်အရေးလို့ကြံတွေးကြောက်လန့်လို့မနေလိုက်ပါနဲ့သေသင်မြေတော်ကလေးအားဒုက္ခံတန်တခြင်းမှလွတ်ကင်း၍တန်တခြင်းမှလွတ်ကင်း၍ဝုခမင်းတန်တရာမှာမြန်မကြထွက်လန်းပြီးတော့ထက်တန်းခေါ်တယ်ချမ်းသာဒုက္ခတော်များကိုဒါသမီငါမြေတော်လေမပူနဲ့ငါမြေတော်လေမပူနဲ့လွယ်ကူစွာပေးတော်မူပါတော့အောင်ဥဒ္ဒရာပါရမီဘုညွတ်တလုံးလို့ထက်သန်မဲ့ညာဘုံညာနဲ့မဝေးတဲ့မြေတော်လေဥဒ္ဒရာမမငါဘုရားရှင်ကိုရောမြတ်ကြီးကိုအနုတ္တရခုံတော်နဲ့တကွမှန်းစာပြီးတော့မင်းအာယုံပြုလိုက်ပါမြတ်စွာဘုရားကအာယုံပြုခိုင်းတာမြတ်စွာဘုရားကဘာလို့ခိုင်းတာလဲအနုတ္တရငါဘုရားရှင်ကိုရောမြတ်ရဲ့ခုံတော်တွေကိုမှန်းစာပြီးတော့ဆင်ခြင်ပြီးတော့ထင်းမြောင်နှလုံးသွင်းလိုက်ပါလော့အဟံဒုက္ခတွေကိုကဲမတုံညာငါဘုရားသည်အမတေနာမသေးနိုင်တဲ့ဆေးမြအေဒဖြင့်အဘိသိမ့်သိတုံအသာတကြီးဆိုပြန်ပြီးတော့အထောနတခွင်းသို့ကဲတင်တော်မူခြင်းကတဝန္တိကံသံတခြင်းဝဘေးမှာယခုတိုင်မလွတ်သေးတဲ့သင်မြေတော်လေးထံသို့အာဂတောကရွှေကြောင်းတော်နန္တာခံစီမှာထဲကောင်းငင်ဇံလမ်းဖြင့်ကြွားမြန်းတော်မူခဲ့ပါပေပြီတကားမြေတော်လေဥဒ္ဒရာမင်းဘာမှအာမငယ်နဲ့ဘာမှအာမငယ်နဲ့ငါဖះကြွလာပြီငါဖះကြွလာပြီလို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကအဲ့ဒီလိုအတန်ပေးလိုက်တော့ဥကောင်းတော်ကိုလက်တော်နဲ့သပေနေတဲ့သွေးတွေမြတ်စွာဘုရားကိုရောတိုင်းသုံးပေးတော်မူတော့မှဥဒ္ဒရာသာမဏေတတိရတယ်တဲ့ဥဒ္ဒရာသာမဏေဘာဖြစ်သလဲဥဒ္ဒရာသာမဏေတတိရတယ်မျက်လုံးလေးကလဲကလဲနဲ့မြတ်စွာဘုရားကိုကြည်ပြီးတော့ငိုးပြန်တာပဲပိသရေဘာဖြစ်လို့လဲမြတ်စွာဘုရားကိုရောတိုင်းကြွလာတာလက်အုပ်လေးချီပြီးတော့ငါအယိုသေးတော့မှမပေးနိုင်အဲ့တော့ဒီနေရာမှာဘုန်းကြီးတို့ပိသအားငယ်နေတဲ့ဥဒ္ဒရာသာမဏေလေးကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကဘာဖြစ်လို့ကြွလာရတာတုံးဆိုလို့ရှိရင်ဥဒ္ဒရာသာမဏေလေးရဲ့ကုသိုလ်ကံကြောင့်ဘယ်လိုကုသိုလ်ကံလဲဒီအချိန်မှာအမေလည်းအားကိုးလို့မရအဖေလည်းအားကိုးလို့မရဟိုတော်ထဲမှာကြံနေခဲ့တဲ့ဥပိ္ပဇေဆရာရှင်သာရိပုတ္တရာလည်းအားကိုးလို့ရသလားဘယ်သူမှအားကိုးလို့မရဘူးတဲ့ဒီအချိန်မှာအားကိုးစရာကကုသိုလ်ကောင်းမှုဒီအချိန်မှာအားကိုးစရာကပါတယ်လေဒါကြောင့်မလို့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ဆိုကြည်သားမှာတကဲ့အေးတကဲ့ဘေးတွင်ကဲတင်မဲ့သူမရှိမူ၍ကိုသာကဲဖို့ရာမှန်စွာကုသိုလ်ပြုရမယ်တကဲ့အေးတကဲ့ဘေးတွင်ကဲတင်မဲ့သူမရှိမူ၍ကိုသာကဲဖို့ရာမှန်စွာကုသိုလ်ပြုရမယ်အားငယ်နေတဲ့ကိုရင်လေးကိုမရည်တတ်တဲ့အာမငယ်ပါနဲ့လို့
လာပြီးတော့မိန်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကဖယားကြွလာတာအလကားသက်သက်အကြောင်းမဲ့ကြွလို့မရဘူးဘုရားတရေကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်မှာဘုရားကြွရတယ်။ဘာရှိတဲ့ပုဂ္ဂိုလ်မှာအေးဘယ်တော့ကကုသိုလ်လုပ်ခဲ့တယ်လေဝိဇ္ဇာတရောဒရအာသိန်အန္တလိခေစရောအဟံတိတုလံသုကတံကရှခေသာမိအံပရေဒရာသူမိတာဘုရားလက်ထက်တဲ့ဘာဘုရားလက်ထက်လဲသူမိတာဘုရားလက်ထက်မှာဟောဒီဥဒ္ဒရသာမဏေလောင်းမျိုးကောင်းသားသည်တဲ့ဝိဇ္ဇတုဖြစ်တယ်တဲ့ဘာဖြစ်တယ်လဲဝိဇ္ဇာဇောကြီးတစ်ပါး3ခွရှိတယ်ခရင်ခွ3ခုနဲ့လှုပ်ထားတယ်ဆေးတောင်မွေးဆေးကြိမ်လုံးလေးဇောကြီးဆိုတော့ကောင်းငင်ပြန်နိုင်တယ်ဇောကြီးကောင်းငင်ပြန်လားမပြန်နိုင်ဘူးလားကောင်းငင်ပြန်နိုင်တဲ့ဝိဇ္ဇတုဇောကြီးလေးတစ်ပါးဖြစ်ဘူးတယ်အဲ့ဒါဟိမဝန္တာတော်မှာဘယ်တော်မှာဟိမဝန္တာတော်ထဲမှာအဲ့ဒီဝိဇ္ဇာဇောကြီးဖြစ်ခဲ့တဲ့ဥဒ္ဒရသာမဏေလောင်းဟာဆေးကြိမ်လုံးလေးထမ်းပြီးတော့ကောင်းငင်ခရီးဇံကုန်စီးပြီးတော့တော်ထဲမှာလှဲ့လဲသွားလာနေတာအဲ့ဒီဟိမဝန္တာတော်သင်္ပင်ကြီးအောက်မှာပြေးသတဲ့ရေသူ့မိတာမြတ်စွာဘုရားလာပြီးတော့နေ့လည်ခင်းဆုံးပုံပေးပြီးတဲ့အချိန်နဲ့နေ့တန့်စင်တယ်လို့ဘုန်းကြီးတို့စာပေများတော့ဒီလိုသုံးတယ်ခေတ္တခဏလာပြီးတော့ကြောက်နိုင်ကြီးပြထားခဲ့ပြီးတော့သူ့မိတာဘုရားကအဲ့ဒီမှာနေ့တန့်စင်သတင်းလာသုံးတာတစ်ပင်ကြီးမှာထိုင်ပြီးတော့သတင်းသုံးနေတဲ့သူ့မိတာမြတ်စွာဘုရားကိုဟိမဝန္တာတော်ထဲမှာကောင်းငင်ခရီးလှမ်းတန်းဗရရှင်လုံးငုံဆေးတောင်ဝေးလေးထမ်းပြီးတော့ပြန်သွားတဲ့ဝိဇ္ဇတုလေးကမြင်တဲ့အခါကျတော့မှအလိုဟိုမှာမြတ်စွာဘုရားပါလားဟာမြတ်စွာဘုရားနဲ့တွေ့တဲ့အချိန်ငါတော့အကွက်ကောင်းဆိုင်ပြီတဲ့အချိန်ကလည်းဘုရားတိုင်းဆွမ်းကရမယ့်အချိန်မဟုတ်တော့ဘူးဆွမ်းစားပြီးမှကြွလာတာမွန်းတဲသွားပြီမွန်းတဲသွားပြီဆိုတော့ဆွမ်းကလို့ရလားဒါနဲ့သူခဏရပြီးတော့စဉ်းစားတယ်မြတ်စွာဘုရားကငါဒီအချိန်မှာဘာနဲ့ပူဇော်ရရင်ကောင်းမလဲလို့စဉ်းစားရင်နဲ့ဟိမဝန္တာတော်ထဲမှာဘေးသားပန်းနေအလွန်ပေါ်တယ်တဲ့ဘာတွေပေါ်လဲအဲ့ဒီဟိမဝန္တာတော်ထဲမှာပွင့်နေတဲ့တော်ပန်းတောင်ပန်းတွေကိုဝိဇ္ဇတုလေးကဘေးသားသွားခုလာရောသွားခုလာပြီးတဲ့အခါကျတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ရှေ့မှာပန်းနဲ့ပူဇော်တာအဲ့ဒီပူဇော်လိုက်တဲ့ပန်းတွေဟာမြတ်စွာဘုရားရဲ့တကောတော်ကြောင့်ဘယ်ကိုတက်သွားတော့ဆိုရင်မြတ်စွာဘုရားရဲ့ခေါင်းတော်ပေါ်မှာတဲ့စာလို့ပြောရင်တော့ဘိတန်နဲ့ဒီနေ့ခေတ်ပြောရင်တော့မျက်နှာချက်ဒီနေ့ခေတ်ပြောရင်ဘယ်လိုပြောမလဲမျက်နှာချက်ဆိုတာဒီမှာကျောင်းတွေမှာနထကျောင်းတွေမှာဆိုအပေါ်ဓာတ်တွေမှာသွတ်မိုးတဲ့အခါမှာအောက်ကနေပြီးတော့ကြောက်ပြားတို့ဘာတို့မျက်နှာချက်မတက်ဘူးလားဘုရားသားရဲ့ဘာဖြစ်လို့တတ်တာတော့ဆိုလို့ချင်းအဲ့ဒီမှာသွတ်ရှင်ကပူတဲ့အခါကျတော့တန်ဃာတွေနေရတာအပူဒဏ်ခံရတဲ့အဲ့ဒီအပူဒဏ်ပြောက်အောင်ဆိုပြီးတော့ဒါကြောင်းဆောက်ပြီးတယ်ဆိုလို့ချင်းများသောအားဖြင့်တော့မျက်နှာကျက်တက်ပေးကြတာကြောက်ပြားမျက်နှာကျက်တက်ပေးတာများတယ်အပူဒဏ်ကကာကွယ်ရအောင်ဗာဒဏ်ကကာကွယ်ရအောင်အခုလည်းတော့နေတဲ့12နာရီတို့ကြီးမြတ်စွာဘုရားဟိမဝန္တာတော်တယ်မှလာပြီးတော့သတင်းသုံးနေတာကိုဥဒ္ဒရသာမဏေလောင်းဖြစ်တဲ့ဝိဇ္ဇတုလေးကဘုရားသားရဲ့ပန်းလေးနဲ့ပူဇော်လိုက်တာအဲ့ဒီပန်းတွေဟာမြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ခေါင်းပေါ်မှာဖိဒံမျက်နှာကျက်ပုံတရံနဲ့သွားဖြစ်တော့အိုးကြည်ညိုလိုက်တာမပြောနဲ့ထပ်ပြီးတော့တော်တယ်သွားပန်းနေထခုပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကိုဘုရားသားရဲ့အဲ့ဒီမှာဘေးကနေပြီးတော့ပန်းနေနဲ့ဝိုင်းရံပြီးတော့ပူဇော်ခဲ့တယ်တဲ့အဲ့ဒီနေရာလေးဘုန်းကြီးတို့သိမ့်တဲ့ကသိမ့်မာတွေပြန်ပြီးတော့အာယုံပြုပါဟိုမှာဥဒ္ဒရသာမဏေလောင်းဝိဇ္ဇတုလေးကမြတ်စွာဘုရားကိုကြောင်းဆောက်လှူတာမဟုတ်ပါဘူးမျက်နှာကျက်လှူတာဘာလှူတာတဲ့လဲအေးမြတ်စွာဘုရားခေတ္တခဏသတင်းသုံးနေတဲ့အချိန်ကကာလမှာအပူဒဏ်ကကာကွယ်အောင်ပန်းပိတံမျက်နှာကျက်ကြီးကိုပြုလုပ်ပြီးတော့လှူခဲ့တဲ့ပါရမီကုသိုလ်ဟာဘုရားတည်းရဲ့အခုမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာယဟန္တာဖြစ်ရတယ်တဲ့ဘာဖြစ်ရမယ်တဲ့လဲအေးဒါကြောင့်မို့လို့ဘုန်းကြီးတို့မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးမိန့်တော်မူတဲ့စကားလေးတစ်ခုရှိတယ်ဘုရားတိုင်ဟဲ့ငါတပည့်တို့ငါသားငါသမီးတို့မင်းတို့ဖယားအကြည့်ခံရတဲ့သူဖြစ်အောင်လုပ်ပါတဲ့ဘာအကြည့်ခံရတဲ့သူအေးသားတို့သမီးတို့ငါတပည့်တွေဖယားအကြည့်ခံရတဲ့သူဖြစ်အောင်လုပ်ပါဖယားအကြည့်ခံရတဲ့သူဖြစ်အောင်လုပ်ပါဆိုတာဖယားကလည်းဘုရားသားရဲ့ကြွကျင်တိုင်းကြွလို့မရဘူးကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်ရှိမှကြွ
တနည်းပြောရင်ပါရမီရှိတဲ့ပုဂ္ဂိုလ်ရှိကိုမှမြတ်စွာဘုရားကြွားတယ်တဲ့ပါရမီပြည့်ပြီးသားပုဂ္ဂိုလ်ကိုဘုရားပြစ်မထားဘူးတဲ့ပါရမီပြည့်ပြီးသားပုဂ္ဂိုလ်ကိုဘုရားပြစ်ထားလားဘုရားကမနဲ့မိုးလင်းလာတာနဲ့ကြည်တာဘယ်တတ္တဝဝိနည်းငါဘုရားချွေချွတ်ရပါမလဲဘယ်ပုဂ္ဂိုလ်ကကြောင်းဆောက်ခဲ့တယ်လဲဘုရားတဲခဲ့တယ်လဲကုသိုလ်ကောင်းမှုဘယ်လိုလုပ်ခဲ့တယ်လဲဥပုသ်သတင်းသီလဆောက်တည်ခဲ့သလားဓမ္မမွေဝိပဿနာတရားတွေအထုတ်ခဲ့သလားကုသိုလ်ကောင်းမှုလုပ်သလားမလုပ်သလားပါရမီရှိသလားမရှိသလားဆိုတာကိုချွတ်တော်မူမဲ့ချွေတော်မူမဲ့မြတ်စွာဘုရားကဗုဒ္ဓတို့ရဲ့ဓမ္မရာပရိသတ်ရဲ့မနဲ့အာယုန်တက်တာနဲ့ကြည်တယ်တဲ့ဘလောက်ဝေးဝေးကြွကိုကြွလာတယ်တဲ့ဒါကြောင့်ဗောဓိမြိုင်ဆိုတော်ဘုရားကြီးမိန့်တော်မူတဲ့စကားလေးကမှတ်လောက်ဖို့ကောင်းတယ်ဖယားအကြည်ခံရတဲ့သူဖြစ်အောင်ကြိုးစားပါဘာအကြည်ခံရတဲ့သူဖယားကြီးခံရတဲ့သူဖြစ်မှာဖယားကကြည်လို့တွေ့မယ်ဖယားတွေ့ရင်ပါရမီပြည့်ပြီးသားပုဂ္ဂိုလ်ကိုမြတ်စွာဘုရားပြစ်ထားလားအဲ့ဒီရာဇကြုံမှာပဲပိဋကရေဘုန်းကြီးတို့ဓမ္မပဒမှာရှိတယ်ဇံဘုကတဲ့ဘယ်သူတဲ့လဲဇံဘုကကြီးဆိုတာရာဇကြုံဈေးအိမ်သာရန်နောက်မှာမစင်နေသားနေတာဘာတွေသားနေတာဘယ်လောက်ကြာတော့ဆိုနှစ်ပေါင်း90ကြာတယ်တဲ့နှစ်ပေါင်းဘယ်လောက်ကြာတယ်တဲ့အနည်း90လုံးလုံးမစင်နေစားနေတာရာဇကြုံမြို့ဈေးအိမ်သာဓမ္မာတဲ့ဘေတတ်တည်းရှင်းလာတာကြီးတော့ဈေးအိမ်သာဆိုတော့ဘယ်မှာတန်တန်ရှင်းရှင်းရှိမလဲအဲ့ဒါပါရမီရှင်ကြီးယဟန္တာအလောင်းဘာအလောင်းလဲမနဲ့မိုးလင်းတော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကသဗ္ဗညုတာရွှေညာတော်ဖြင့်ကြည်တော်မူတဲ့အခါကျတော့ရာဇကြုံမြို့ဈေးအိမ်သာနာမှာမစင်နေစားနေတဲ့ဇံမှုကကြီးဒီနေ့ကြွတန်းဝင်မယ်သွားတယ်ဗျာဘုရားကြီးအိမ်သာကြားကိုဘုရားသွားတယ်အိမ်သာကြားဘုရားသွားလားမသွားဘူးလားဒါကြောင့်မြတ်စွာဘုရားကပြစ်မထားဘူးပြစ်ထားသလားပါရမီရှင်နေရှိတဲ့နေရာကိုဘုရားကိုယ်တိုင်ကြွသလားမကြွဘူးလားဒါကြောင့်ဘုရားအကြည်ခံရတဲ့သူဖြစ်အောင်ကုသိုလ်တွေလုပ်သွားပါဘာတွေလုပ်သွားရမလဲဟောဒီဘာသာကဘာကြီးမှာဘုရားရဲ့ဘုရားပွင့်တော်မူသွားတာ၄စုဘုရားဘယ်နဲ့စုလဲ၄စုဘုရားပွင့်သွားပြီတဲ့တို့ပါသွားလားဘာဖြစ်လို့မပါသွားတာတော့ဆိုတော့ဘုရားအကြည်မခံရလို့ဘာဖြစ်လို့ပါမသွားဘုရားကဘာဖြစ်လို့တို့ကိုမကြည်တာတော့ဆိုတို့ကုသိုလ်နည်းနေလို့ဘာဖြစ်လို့မကြည်တာတနည်းပြောရင်ပါရမီမပြည့်သေးလို့ဘာမပြည့်သေးလို့ပါရမီပြည့်သွားပြီဆိုရင်ဈေးအိမ်သာနောက်မှရောက်နေလဲပဲမြတ်စွာဘုရားလာသလားမလာဘူးလားဒါကြောင့်မို့လို့ဘုန်းကြီးတို့ပိဋကဘုံတော်ကောင်းတို့အဲ့ဒါလေးဇောကြည်စမ်းမှာဗတ္တကဘာမှာလေးစုသာပွင့်ကသွားကြပြီဗတ္တကဘာမှာလေးစုသာပွင့်ကသွားကြပြီဖယားကြည်တာမခန္ဓာလေးကရှိသွားပြီဖယားကြည်တာမခန္ဓာလေးကရှိသွားပြီမကြည်နိုင်တာဘာကြောင့်သာအဖြေမှရှာသိမည်မကြည်နိုင်တာဘာကြောင့်သာအဖြေမှရှာသိမည်ပါရမီဖြည့်တာမစုံတာအဖြေမှထွက်သွားပြီပါရမီဖြည့်တာမစုံတာအဖြေမှထွက်သွားပြီယခုရောက်ရလူဘဝဖြည့်ကြပါရမီယခုရောက်ရလူဘဝဖြည့်ကြပါရမီပါရမီပြည့်ကမေတ္တေယမုတ်ချကြည်လိမ့်မည်ပါရမီဖြည့်ကမေတ္တေယမုတ်ချကြည်လိမ့်မည်ဖယားကြည်တာခံဖို့ရာလွန်စွာအရေးကြီးသည်ဖယားကြည်တာခံဖို့ရာလွန်စွာအရေးကြီးသည်အရေးတကအရေးကုသိုလ်ရေးမနေပြုသင်ပြီအရေးတကအရေးကုသိုလ်ရေး
မနေ့ပြုတင်ပြီအေးဒါကြောင့်ဘုန်းကြီးတို့တရားချစ်ခင်စိတ်ကောင်းဝင်တဲ့သူတော်စင်များလေးစုဘုရားပွင့်သွားတော့လည်းပဲတို့ဘုရားအကြည့်မခံရတာဟာပါရမီမပြည့်သေးလို့ဘာမပြည့်သေးလို့လဲအေးဒါကြောင့်မို့လို့ပါရမီဖြည့်စရာအကောင်းဆုံးဖြစ်တဲ့လူပြည်လူလောကကြီးကိုရောက်နေတဲ့ချိန်ကာလမှာဘုန်းကြီးတို့ပြည့်တာပေါင်းတော်ကောင်းတို့ရနိုင်သမျှပါရမီကုသိုလ်ယူသွားပါရနိုင်သမျှပါရမီကုသိုလ်ပါလုပ်ရမယ်အေးယူသွားရင်နဲ့ဒီဘုရားသာသနာတော်မှာပါရမီပြည့်လို့ကျွတ်တန်းဝင်ရင်လဲဝင်ပေါ့မဝင်သေးဘူးဆိုရင်လည်းပဲနောင်ပွင့်တော်မူမဲ့အရိမတေယမြတ်စွာဘုရားအရိမတေယမြတ်စွာဘုရားအဲ့ဒီမြတ်စွာဘုရားလက်ထက်တော်ကြတော့ကိုကပါရမီပြည့်သွားပြီဆိုရင်ပါရမီပြည့်ကမတေယမုတ်ချကြည်လိမ့်မည်တဲ့အရိမတေယမြတ်စွာဘုရားရှင်ကိုရောမြတ်ကလည်းပဲအနှစ်8000တီတီမနဲ့မိုးလင်းလာတဲ့တတ္တဝဝင်နေရတယ်ဘယ်ပုဂ္ဂိုလ်ဟာပါရမီပြည့်ပြီးသားပုဂ္ဂိုလ်တုံးဆိုတာဗုဒ္ဓရဲ့ဓမ္မရာအရာကြည့်မလားမကြည့်ဘူးလားအဲ့ဒီကြည့်တဲ့အချိန်မှာတို့ကလည်းပါရမီပြည့်ပြီးသားပုဂ္ဂိုလ်ဆိုရင်ဘုရားရွှေဉာဏ်တော်ထဲမှာတို့ရုပ်ပုံထင်မလားမထင်ဘူးလားထင်ပြီဆိုရင်မြတ်စွာဘုရားကြွမလားမကြွဘူးလားအေးမြတ်စွာဘုရားကြွလာလို့မြတ်စွာဘုရားတရားဟောရင်အဲ့ဒီခေါ်တဲ့တရားနာပြီးတော့တရားအဆုံးမှာယဟန္တာဖြစ်သွားရင်ဘဝဇသိမလားမသိဘူးလားအေးဒါကြောင့်မို့လို့တရားချစ်ခင်စိတ်ကောင်းဝင်တဲ့သူတော်စင်တို့ကိုဘုန်းကြီးပြောချင်တာကဖယားအကြည့်ခံရတဲ့သူဖြစ်အောင်ကြိုးစားပါဘယ်သူအကြည့်ခံရလဲဖယားတွေမျက်နှာလွှဲသွားတာဘယ်နှစုလေးစုကံကောင်းထောင်းမလို့တဆူပဲကြံတော့တယ်ဒီဖယားလက်ထက်ကြမှာတို့ကြွတန်းမဝင်ဘူးဆိုရင်တော့ဘုရားသားကြီးသွားပြီးတော့တုံညကဘာတဲ့တုံညကဘာဆိုတာဘုရားမပွင့်တော့ဘူးဘာမပွင့်တော့ဘူးလဲအေးဒါကြောင့်မလို့ဘုရားမပွင့်တော့တဲ့ကဘာကြီးမှာလူဖြစ်ရတာမကောင်းဘူးကောင်းသလားဒါကြောင့်လူဘဝလည်းရနေတော့ဘုရားများစွာသာသနာတော်နဲ့တွေ့နေတော့မှဘုန်းကြီးတို့တရားနာပရိသတ်ပေါင်းတော်ကောင်းတို့ရနိုင်သမျှကုသိုလ်ပါရမီကိုဖြည့်သွားပါဥဒ္ဒရာသာမဏေအလောင်းဝိဇ္ဇဒိုလေးဟာဟိုဘဝမှာလောက်ခဲ့တဲ့ကုသိုလ်ကောင်းမှုကကြီးကြီးကျယ်ကျယ်တော့မဟုတ်ဘူးဘုရားသားကြီးအလကားရတဲ့တောပန်းတောင်ပန်းနေနဲ့ခူပြီးတော့မြတ်စွာဘုရားကိုဘိဓာမျက်နှာကျက်ပူဇော်ခဲ့တဲ့ကုသိုလ်ဒီမှာတိန်တကာတယမတွေကြောင်းကြီးဆောက်ပြီးတော့ကြာကြာနာနာမျက်နှာကျက်နဲ့အခင်းနဲ့ဘုရားဆောင်နဲ့အစာကြီးဒီအပြင်လိုအပ်တာတွေထပ်ဖြည့်လို့ဒီတိန်ကြောင်းကြီးမှာဘာတွေလိုနေသလဲဆိုတာလိုအပ်တာတွေထပ်ဖြည့်ပြီးတော့လှူရတဲ့ကုသိုလ်ကဘုရားသားတွေဥဒ္ဒရာသာမဏေထက်သားတယ်သာလားမသာဘူးလားအေးဒါကြောင့်မို့လို့အာမငယ်နဲ့ကိုရင်အာမငယ်နဲ့ကိုရင်ဆိုတာဘုရားသားရဲ့ကုသိုလ်ကောင်းမှုကပြောနေတာဘယ်သူကပြောနေတာအေးဒါကြောင့်မို့လို့ဟိုမှာရောစတော်ဘုရားကြီးရေးခဲ့တဲ့လင်္ကာလေးတကယ်အရေးတကယ်ဘေးတွင်ကဲတင်မဲ့သူမရှိမှု၍ကိုသာကဲဖို့ရမှန်စွာကုသိုလ်ပြုရမယ်တဲ့သူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုကဘုရားသားတွေသူ့ကိုလာပြန်ပြီးတော့မကယ်ဘူးလားကုသိုလ်မရှိတတ်ရင်ဘုရားကြွမလားအေးဒါကြောင့်မလို့ဘုရားရှင်ကိုယ်တော်မြတ်ကြွတော်မူတာဆိုတာလည်းပဲအကြောင်းမဲ့ကြွလို့မရဘူးအကြောင်းမဲ့ကြွလို့ရတယ်ကုသိုလ်ရှိထားမှာဘာရှိထားမှာလဲကုသိုလ်ရှိထားတဲ့ပုဂ္ဂိုလ်မှာဘုရားရှင်ကိုယ်တော်မြတ်ကကြွတော်မူတယ်ဒီတော့မှဘုရားရှင်ကိုယ်တော်မြတ်ကမျက်လုံးလေးကလဲနဲ့မျက်ရည်တွေကျနေတယ်ဥဒ္ဒရာသာမဏေကိုဘုရားသားရဲ့အနန္တဒုက္ခတာခန္ဓာတဏဝေခန္ဓာဝတ္တနီယောတနာသက္ကုနေစေတုံသောခန္ဓာဇဟိတုံမူဟုံဥဒ္ဒရာမြေတော်လေဥဒ္ဒရာခန္ဓာ၅ပါးတို့သည်အနန္တဒုက္ခတာအဆုံးလည်းမရှိအစာလည်းမရှိအတိုက်မသိတဲ့ဆင်းရဲတွေကိုတပေပေခံနေဟဲ့လို့အရွက်တိုင်ပြီးတော့ဝတ်ဆိုင်အောင်အတင်ပေး၍နေရပေကုန်၏တဏှာဘယ်အာယုံကိုမှမရှောင်ရအောင်သိမ့်ပိုက်ပြီးတော့နေကြိုင်နေရှိတဲ့တဏှာတတ်သည်ဝေစင်စေဧကံအမှန်အပြင်ခန္ဓာဝတ္တနိဘုံဘဝနှောင်းဝေမှာအကောင်းနေဖန်တီးလျက်ကြီးငယ်အသွဲစားတာများလာတဲ့ခန္ဓာတရားတို့ကိုခန္ဓာတရားတွေကိုပွားတိုးအောင်ထူထောင်ဖန်ဆင်းတတ်ပါ၏ဥဒ္ဒရာမြေတော်လေဥဒ္ဒရာရောအကျဉ်သူသည်တဏံတွေ့တိုင်းဖမ်းပြီးတော့ငန်းတဲ့ဆွဲလန်းလေးရှိတဲ့တဏှာဆိုတဲ့ဓာတ်ကို
စစ်တုံစိန်နီတုံအမြစ်ပါဖြုံးမီဟုခုတ်တိပြတ်တောင်းခြင်းကတကုနေယံဝိပဿနာဉာဏ်လဲကင်ဖြင့်စွာနိုင်သည်ဖြစ်ပါညာအောင်သောထိုသမာဓိပလင်များမှာအမြင်မှန်တအပရမသာပေါ်အောင်ရှုနိုင်တဲ့ပုဂ္ဂိုလ်များသည်ခန္ဓာဘဝတိုင်းဒုက္ခပေးလျက်မအေးအောင်ညင်းသေး၍ရှင်ရမှန်နိုင်ကြီးဆိုရတဲ့ခန္ဓာ၅ပါးကိုမူဟုံထိုင်ရမထပဲခဏမကြာလင်မြန်စွာသာလျင်ဇဟိတုံငါနဲ့မဆိုင်ငါပိုင်းမဟုတ်အမြစ်ပါဖြုံးမိဟုအဟုန်တန်ဆွန့်လွတ်ခြင်းကတက္ကုနေယာဒုက္ခလို့ဥဒ္ဒရာလေးမကြီးနေတော့ဒုက္ခလို့ဥဒ္ဒရာလေးမကြီးနေတော့အမိတိုင်တာစွာနိုင်တော့နေတာလျင်ဒီဣတိဤသို့ဘဂဝါဘုန်းတော်၆စုအောင်လံထူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝါစကရုဏာရှိထားမေတ္တာအားဖြင့်မိန့်ကြားတော်မူလိုက်ပါပေတည်းမြေတော်လေးအခုလိုဆင်းရဲဒုက္ခဝေဒနာတွေပြင်းပြင်းထန်ထန်ခံစားနေရတာကဘယ်သူမှအပြစ်မတင်နဲ့တဲ့ခန္ဓာ၅ပါးရထားလို့ဘာရထားလို့လဲခန္ဓာ၅ပါးရတော့ဒီခန္ဓာကိုယ်ကြီးကငါမြေလေးကိုဒုက္ခပေးနေတာအဲ့ဒီခန္ဓာပေါ်မှာဆွဲလန်းနေတဲ့တဏှာလောဘကလည်းငါမြည်ကိုဒုက္ခပေးနေတာအဲ့ဒီတဏှာလောဘကိုဝိပဿနာဉာဏ်ဖြင့်ပယ်တတ်နိုင်ရင်ငါမြည်ချမ်းသာမယ်လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကခန္ဓာဒုက္ခတွေဟောတာဘာဒုက္ခတွေဟောတာလဲအနန္တဒုက္ခတိအနန္တဒုက္ခတာခန္ဓာတဏဝေခန္ဓာဝတ္တနိယောတနံသက္ကုနေစေတုံသောခန္ဓာဇဟိတုံမူဟုံဒီဒေသနာတော်အဆုံးဒေသနာဝသနေဘုရားရှင်ကိုရောမြတ်ဟောကြားတော်မူအပ်တဲ့ဒေသနာတော်ဆုံးမှာသောထောဥဒ္ဒရသာမဏေကလေးသည်အရဟတံကိလေသာအသောခွာလျောကုန်ခန္ဓာယဟနာဖြစ်သောပါမုနိကောင်းစွာမသွေဆိုင်ရောက်တော်မူခဲ့ပါပေသတည်းဒီတန်တဲ့ချင်းရှုံရတဲ့ဒုက္ခကြားတဲ့ကဘယင်တိုင်ဟိုဝိဇ္ဇရဘဝကလုတ်ခဲ့တဲ့ကုသိုလ်ကလည်းအတင်းလာပြီးတော့ဆွဲထုတ်တာကုသိုလ်ကကဲထုတ်သွားတာဘယ်သူကကဲထုတ်သွားတာကိုရင်အာမငယ်နဲ့တပည့်တော်လာပြီလို့မပြောတော့လဲပြောခဲ့တဲ့ကဲ့သို့ပြောပြီးတဲ့ကဲ့သို့ဘယင်တိုင်ဝိဇ္ဇရဘဝကလုတ်ခဲ့တဲ့ဗိဓာမျက်နှာကျလှူခဲ့တဲ့ကုသိုလ်ကံကလာပြီးတော့ကဲထုတ်သွားတာတဲ့ယဟန္တာဖြစ်သွားတာဘာဖြစ်သွားလဲ10နှစ်သားပဲရှိသေးတယ်ဘယ်နှစ်သားလဲယဟန္တာလည်းဖြစ်သွားကောဘိယတိုင်အဲ့ဒီမှာတခါတဲ့အဘိညာဉ်ဇန်တကိုးတွေရလဲရကိုဘာပြောကောင်းလဲခဏချင်းဇန်သမဘတ်တွေဝင်လဲဝင်သားပြီးတော့ခန္ဓာကိုယ်ထဲမှာစိုက်နေတဲ့တန်တခြင်းတွေကတခါတည်းရှုကနေထွက်သွားလိုက်အပေါက်တွေပြန်ပိတ်သွားဘယ်ဘက်ကတစ်ချောင်းအကုန်ထွက်ခြေပုံမို့လက်ပုံမို့အကုန်လုံးရိုက်ထားတဲ့တန်တွေအကုန်လုံးထွက်ပြီးတော့ကောင်းငင်ကနေပြန်လာပြီးတော့မြတ်စွာဘုရားခြေတော်ရင်းဝတ်ရှင်းပြီးတော့ဘုရားရှိခိုးနေတာဘုသူရှိခိုးနေအံ့ဩတရားကောင်းလိုက်တာမျက်လည်းမရပြလိုက်သလိုပဲဟာသုတ်သာမှာတရားနာကိုလာတဲ့ဘုရားဖူးကိုလာတဲ့ကိုရင်လေးကြည့်ဖို့လာတဲ့လူတွေကလည်းလက်အိုလေးချီလို့ကောင်းငင်ကနေပြန်ကြွလာတဲ့ဩဒ္ဒရသာမဏေလေးကိုကြည့်ပြီးတော့သူတို့ကလည်းသိကျင်နေတယ်ဘယ်လိုလဲဒီကိုရင်ဟာကုသိုလ်နဲ့အကုသိုလ်ဘာတွေလုပ်ခဲ့တုံးဆိုတာကိုမြတ်စွာဘုရားဟောရင်ကောင်းမယ်မြတ်စွာဘုရားဟောရင်ကောင်းမယ်သူတို့ကလည်းဘုရားလည်းမလျှောက်ရဲဘူးအဲ့ဒါကိုရင်မြတ်စွာဘုရားရှိခိုးတော်မှာဘုန်း၆ပါးသင်္ကန်းဘုရားရှင်ကိုရောမြတ်ကမေးတော်လေဥဒ္ဒရာမင်းယဟန္တာဖြစ်သွားတော့ဘယ်လိုလဲစိတ်အလုံးကြည်ကြည်လင်းလင်းနဲ့ပုထုဇဉ်စိတ်မှာဘုံဝင်နေပြီးယဟန္တာစိတ်ဆိုတာကြည်လင်းတန့်ရှင်းပြီးတော့နေတာမင်းစိတ်ကြည်ကြည်လင်းလင်းတန့်တန့်ရှင်းရှင်းနဲ့ဖြစ်ပြီးအဲ့တော့ဒီမှာမင်းအခုလောယဟန္တာဖြစ်ရမယ်ဘဝမှာတန်တဲ့ချင်းရှိုးပြီးတော့ခံစားရတဲ့အကုသိုလ်ကံဟာဘယ်ဘဝကလောက်ခဲ့တာလဲဆိုတာမင်းသိသလားမသိပါဘူးမြတ်စွာဘုရားမြတ်စွာဘုရားရှင်ကိုရောမြတ်ပြန်ဟောမယ်ဆိုရင်တပည့်တော်မြေတော်လေးနားထောင်ခြင်းပါတယ်မြတ်စွာဘုရားသူကိုယ်တိုင်ဘုရားကိုလျှောက်တာ
ဒီတော့မှဘုရားရှင်ကိုယ်တော်မြတ်ကအတ္တိရိကိရဧကသမိန်ဂာမကေတွမသိဒါယကောဒါရကေဟိသမာကံမကိလန္တောကေလိမန္တလေဓမ္မမဲဟာလေအတိတ်ဝေသွားတော့ကတငယ်ချင်းတွေနဲ့ခလေးဘဝကွယ်ခလေးအရွယ်လေးမင်းအဲ့ဒီတော့က9နှစ်သား10နှစ်သားလောက်ပဲရှိမယ်ထင်တယ်ခလေးအရွယ်တော့ကတငယ်ချင်းတွေနဲ့ပိသတ်တွေမြို့မြင်ကိုထွက်ပြီးတော့ဆောတယ်တငယ်ချင်းအုပ်ကစားဖို့ထွက်သွားတာဘာလို့ဖို့ထွက်သွားတာလဲကစားဖို့ထွက်တာအရေးကောင်းတဲ့သပင်ကြီးအောင်တငယ်ချင်းတွေစုပြီးတော့ကစားနေတယ်ဆိုလိုက်ကြပါစို့အဲ့ဒီကစားနေတဲ့ချိန်မှာအဲ့ဒီသူတို့ဆောနေတဲ့သပင်ကြီးအပေါ်ကငှက်သားလေးတွေအော်တန်ကြားတယ်ကြီးသားလေးတွေအော်တန်ကြားတယ်ငှက်ကလေးတွေအော်တန်ကြားတော့ဥဒ္ဒရသာမဏေလောင်းကလေးကအဲ့ဒီကသွတ်သွတ်လက်လက်ဖြတ်ဖြတ်လက်လက်ထင်တယ်မရေးတိုင်းတခါတည်းသစ်ပင်မှာကုတ်တဲ့သွားသစ်ပင်မှာကုတ်တဲ့သွားပြီးအတိုက်ထဲမှာမပြန်နိုင်သေးတဲ့အတောင်မစုံသေးတဲ့ကြီးသားလေးတွေတွေ့တော့ဟေကောင်နေဒီမှာကြီးသားတွေတွေ့တော့ကကြီးလေးတွေတွေ့တော့ကဟေမလုံးနဲ့ကွာသူ့မကြီးပြန်လာဝိုင်းစိတ်လိမ့်မယ်ဘာဖြစ်တော့ကသူ့မကြီးမရှိဘူးကွာအဲ့ဒါနဲ့ဘေးသားတွေအဲ့ဒီကြီးသားလေးတွေကိုကပိုက်ဆောင်နဲ့ထည့်ပြီးတော့တခါတည်းဖမ်းချလာပြီးတော့မလုပ်တယ်လေအဲ့ဒီသစ်ပင်ရင်းမှာပဲတမာရိုးကိုချိုးပြီးတော့ကြီးသားလေးတွေကိုกินပြီးတော့စားတယ်တဲ့ကြီးသားလေးတွေကိုတမာရိုးနဲ့မိညောက်ပေါက်ကနေဗဇက်ပေါက်အောင်တခါတည်းတမာရိုးနဲ့ထိုးပြီးတော့တင်စားခဲ့တဲ့အကုသိုလ်ကံဒါတယ်ပဲလားဆိုတော့မကသေးဘူးတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကအဲ့ဒီဘဝမှာမင်းဟာလေအကုသိုလ်တော်တော်ကြီးတဲ့ပုဂ္ဂိုလ်တပည့်တော်ဘာထပ်လုပ်ခဲ့သေးလဲဘုရားရင်ကောင်လေးတွေဖမ်းတယ်ဗာလေးတွေဖမ်းလဲရင်ကောင်လေးတွေဖမ်းပြီးတော့ဘုန်းကြီးတို့ဒီနေ့ခေတ်ခေါ်တော့သွားကြထိုးတံလေးတွေကမချုံဘူးလားဘုရားထိတ်ကအဲ့ဒီလိုသွားကြထိုးတံလောက်ရှိတဲ့ဒုတ်ချုံချုံကလေးတွေနဲ့ရင်ကောင်လေးတွေဖမ်းပြီးတော့ရင်ကောင်လေးတွေကိုဒုတ်ချုံချုံလေးတွေနဲ့ထိုးပြီးတော့တတ်ခဲ့တဲ့အကုသိုလ်ကံ2မျိုးရှိသွားပြီဘယ်နှမျိုးရှိသွားလဲဒါရင်ပဲလားမြတ်စွာဘုရားမကသေးဘူးမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကအပရမိတေပါပကာမပဝက်ခာမိသူနောဟိမေနာထောင်ခြင်းသေးရင်ငါဘုရားတခါထပြောဦးမယ်ဩဝရိဟိတေနတွန်အတ္တိတေတကမတရံတဲ့မင်းအမေကနောက်ဘဝတစ်ခုတဲ့ဘဝတစ်ခုမှာတော့မင်းရဲ့မုတ်ဆိုးမအမေတာမီး2ယောက်နဲ့ရှိမင်းကိုအမေကတိတ်အလိုလိုက်တာမုတ်ဆိုးမသားဆိုပြီးတော့အလိုလိုက်တော့အဲ့ဒါမင်းကအလိုလိုက်အမိုက်စော်ကအဲ့ဒီဘဝမှာမင်းကအယက်သမားဖြစ်ဘူးတဲ့ဘာဖြစ်ဘူးတဲ့အယက်သမားဖြစ်ဘူးတော့အမေကအကျော်သေးကြီးပရိသတ်ကြီးမုတ်ဆိုးမကြီးမနဲ့မိုးလင်းမြို့ပြင်မှာထွက်ပြီးတော့အကျော်ဘာမှကူပေါ်လောင်မဲမရဘူးတခါတည်းဟိုယူနေတာအလကားနေပတ်ဆံမဲလာတောင်းနေတာအမေလှုပ်တဲ့ကမာကြီးကဈေးဥကမပေါက်သေးဘူးသူကမိုးမလင်းသေးဘူးမူးနေပြီအမေကျုပ်ပတ်ဆံပေးဦးဗျာခင်ဗျာတောက်เสียမရှိတော့ဘူးနေ့ညပေးထားတာကိုကုန်ပြီဈေးဥမပေါက်သေးဘူးသားရဲ့သွားနာဈေးဥပေါက်မှတော့နေ့တဲ့လောက်ကြမှာလားအမေကသားကိုမပေးဘူးလို့မပြောဘူးပေးမယ်နေ့လည်းလောက်ကြမှာလားအခုဈေးဥမပေါက်သေးဘူးဒီအမှုသမားလာရင်ဆိုင်နဲ့အကျော်စားမှာကအကျော်ကများသောအားဖြင့်မိန်းကလေးတွေစားတာပဲဟုတ်တယ်မဟုတ်လားဘုရားအမှုသမားဆိုင်နဲ့ရှိနေမိန်းကလေးတွေအကျော်လာမစားဘူးလာမစားပတ်ဆံမရဘူးပတ်ဆံမရသူတောက်ဖို့ပေးတရားမရှိဘူးအမေကလူကြီးဆိုတော့တွေးပြီးတော့သွားငါသားသွားနေတော့ဟာသွားနေအခုပတ်ဆံမရှိဘူးဘုရားမပေးဘူးလားပေးမလားမရှိသေးဘူးဟဲ့သွားအဖွားကြီးခင်ဗျားတော်တော်စကားကြောရှိတယ်ဟဲ့ငါအကောင်းပြောနေတာနေမသွားဘူးလားသွားနေသေဝနာအေးပါတယ်ဟဲ့မိဘဆိုတာဘယင်းတိုင်းပြောတယ်တကယ်တမ်းကျတော့ကိုသားသမီးကိုသေသေးခြင်းလားဘယ်သေသေးခြင်းမှာတော့ဘယင်းတိုင်းပြောလိုက်တယ်ပေါ့အဲ့ဒါကို तू ကဘာပြန်ပြောခင်ဗျာအဘွားကြီးခင်ဗျာတော်တော်စကားများပါလားကျုပ်ကငယ်လေးရှိသေးတယ်မသိဘူးခင်ဗျားကအသက်ကြီးနေပြီခင်ဗျားသေးသွားခင်ဗျားသုတ်တံမှာသွားခင်ဗျားအာသုဘလည်းကျုပ်မပို့နိုင်ဘူးသုတ်တံမှာသွားပြီးအဲ့ဒါခင်ဗျားကိုခင်ဗျားတန်တကျင်ရှုံပြီးတော့တတ်ပြီးတော့ခင်ဗျားသွားသေးပါလားသုတ်တံမှာလို့အမေကိုဝစီကံနဲ့ပြင်မာခဲ့တာဘာနဲ့ပြင်မာခဲ့တာလဲဒါကြောင့်ဘုန်းကြီးတို့ပိဋကပေါင်းသူတော်ကောင်းတို့ဆိုကြည်သားမှာမကောင်းတာကိုကြံဝစီသနှုတ်မြကြကမကောင်းစကားထွက်ခဲ့ပြန်
ကိုဟံမူရတဲ့ကဲလို့တော့မကောင်းအလုံးပေါ်လာမှဤသုံးတန်လူမိုက်တရားကိုနေလားငါလားရှောင်ရှားသင်ပေပြန်မကောင်းနာကိုကြံဝစီသာနှုံမြကြကမကောင်းစကားထွက်ခဲ့ပြန်ကိုဟံမူရတဲ့ကဲလို့တော့မကောင်းအလုံးပေါ်လာမှဤသုံးတန်လူမိုက်တရားကိုနေလားငါလားရှောင်ရှားသင်ပေပြန်အဲ့ဒီဘဝတော့ကအမေဆိုးဆုံးမှတော့နားမထောင်ပဲနဲ့အမေကိုသွားပြီးတော့ခမည်းကြီးသုတ်တံမှာတန်တခြင်းလျှော်ပြီးတော့ကိုတတ်သေးပါလားလို့အနန္တကုန်ရင်ကျေးဇူးရှင်မိခင်ကြီးကိုဘေးတိုင်ဝစီကံနဲ့ပြင်မာတာဘာကံနဲ့ပြင်မာတာဝစီကံနဲ့ပြင်မာတဲ့အတွက်ကြောင့်မို့လို့ယခုဥဒ္ဒရသာမဏေဘဝမှာတန်တခြင်းလျှော်ပြီးတော့ခံရတယ်လို့မြတ်စွာဘုရားကအတိတ်ကြောင်းပြန်ပြောတာဘယ်ကြောင်းပြန်ပြောလဲဒါကြောင့်ဒီနေရာမှာဘုန်းကြီးတို့ညီငယ်ညီမငယ်တွေဘုန်းကြီးဘာပြောခြင်းတို့ဆိုရင်ကျေးဇူးရှိတဲ့အမိဖများရဲ့ပေါ်မှာကာယကံနဲ့မပြင်းမနဲ့ဝစီကံနဲ့မပြင်းမနဲ့မနောကံနဲ့မပြင်းမနဲ့မိဘတွေကိုပြင်းမရင်ဘေး10ပါးသင်တတ်တယ်ဘေးဘယ်နှပါလဲဒံ10ပါးထိုက်တယ်လို့လည်းခေါ်တယ်တဲ့ကြီးမားဝေဒနာခံစားလို့ကြီးမားဝေဒနာခံစားလို့နုနာများလဲဆွဲတတ်တယ်ဘေး10ပါးသင်တဲ့နေရာမိဘစော်ကားတဲ့ပုဂ္ဂိုလ်ကလေသင်္ကန်းကြီးအကြီးကျယ်ဝေဒနာခံစားတတ်တယ်နုနာယောဂဖြစ်တတ်တယ်တဲ့ဈေးကုလို့မပြောက်တဲ့အနာယောဂတွေဖြစ်တတ်တယ်မိုးချိုးပြခံရတတ်တယ်လောင်မိကြခံရတတ်တယ်စီဝဥစ္စာတွေပြတ်တယ်ဈေးကုလို့မရတဲ့အနာယောဂကြီးတွေနဲ့ဖြစ်ပြီးတော့သေရတတ်တယ်ဒါကြောင့်ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်တွေပေါ်မှာကာယကံဝစီကံမနောကံတွေနဲ့ဘာမှမပြင်းမနဲ့အဲ့ဒါမြတ်စွာဘုရားကဥဒ္ဒရသာမဏေအတိတ်ဇာကြောင့်ကိုပြန်ပြောင်းပြီးတော့ခေါ်ပြတော့ဟာကြောက်လိုက်ကြတာတဲ့ရာဇယောမြို့သူမြို့သားတွေအမေတွေဖေတွေကလည်းကလေးတွေလက်တုပ်ပြီးတော့ပြောနင်တို့ကြားလားဟိုမှာကြားနင်တို့မျက်စိနဲ့တွေ့လားဟိုမှာတန်တခြင်းရှိုးရအဲ့ဒါမိဘကိုဝစီကံနဲ့စော်ကားတဲ့ကံကျေးသားလေးကိုတမယိုးနဲ့ထိုးပြီးတော့လှုပ်ခဲ့တဲ့အကုသိုလ်ကံရင်ကောင်လေးတွေကိုဒုတ်ချွန်ချွန်ကလေးနဲ့ထိုးပြီးတော့တတ်ခဲ့တဲ့အကုသိုလ်ကံပြေးလို့မလွတ်ဘူးပြေးတိုင်းလွတ်သလားဒါကြောင့်ဝိဘရောက်ရေးကြောက်သွေးတုံမွဲဖရာတော်လဲရှောင်လွဲမလွဲတွေးကြုံရင်ဟိုတဝဲလဲမလွတ်သေးဝကြွေးခက်လာတယ်ကျင်နာထောက်ထားသနာမျောခေါ်ကုသိုလ်ပွားမှုအပြုကြနောနှိမ့်စေညင်ပန်းတရားပြေချောနောင်ချောင်ကျင်ရေးဝကြွေးစင်ဖို့မျောတဲ့သာသမီများအကုသိုလ်လုပ်တယ်လဲမိဘကတားပေးကလေးဆိုတော့ဘာမှမသိဘူးသိသလားဘေးတိုင်းမသိဘူးအကုသိုလ်လုပ်နေရင်တားပေးမလုပ်နဲ့သာသငရဲကြည့်တယ်ဒီလိုပြောလက်ဦးဆရာမိထိုက်စွာသာပုပ္ပါစရိယာမင်းနဲ့ဖတယ်မိဘတွေမှာတာဝန်မရှိဘူးလားသာသမီတွေကုသိုလ်လုပ်ဖို့လို့လဲမိဘတွေမှာတာဝန်ရှိတယ်အကုသိုလ်ရှောင်ဖို့လို့လဲမိဘတွေမှာတာဝန်ရှိတယ်ကဲတို့ပြလိုက်ကြပါစို့ဘေးတိုင်းအဲ့ဒီမှာရာဇယောမြို့သူမြို့သားတွေကဥဒ္ဒရသာမဏေလေးရဲ့ကုသိုလ်နဲ့အကုသိုလ်ကံနှစ်ပါးဘာနဲ့တဲ့ကုသိုလ်ကံကတော့ဟိုမှာဝိပဿိမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာဝိဇ္ဇတောဘဝဖြစ်စဉ်ကမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုတော်ပန်းတောင်းပန်းနေခူးပြီးတော့ဘိတံမျက်နှာကျက်လှူခဲ့ရတဲ့ကုသိုလ်တဲ့ဒါကြောင့်ကိုကုသိုလ်ကကိုဘဝမုတ်ချကဲတင်မှာတဲ့သူများလာခဲ့တာမဟုတ်သူကုသိုလ်ကသူ့လာခဲ့သွားတာနော်အမြင်အပြင်ကြည့်တော့ဘုရားလာခဲ့တယ်လို့ထင်ရတယ်သို့တော်လည်းပဲမြတ်စွာဘုရားရှင်ကိုရောမြတ်ပရိသတ်ကဲခြင်းတိုင်းကဲလို့ရသလားကုသိုလ်ပါတဲ့လူမှဘာပါတဲ့လူမှတနည်းပြောရင်ပါရမီရှိတဲ့လူမှဘာရှိတဲ့လူမှလဲပါရမီရှင်မှမြတ်စွာဘုရားကဲလို့ရတယ်ဒါကြောင့်ဘုန်းကြီးတို့တရားချင်းချင်းစိတ်ကောင်းဝင်တဲ့သူတော်စင်များနဲ့တော့ကအလုံးသိမ့်တကသိမ့်အမှန်များဒီနေ့ငါတို့သိမ့်ချောင်းကြီးဆောက်လို့လှူဒါန်းတာဒါနပါရမီဘာပါရမီတဲ့လဲဒါကြောင့်ဒါနကအစာပြု၍ပါရမီတရားများကျိုးစားပြီးတော့ဖြည့်သွားနိုင်ကြပါစေပါရမီရှိတဲ့ပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားတွေပြစ်မထားပဲနဲ့
ကိုတော်တိုင်ကြွရောက်ပြီးတော့ချွတ်ချွတ်တော်မူပါလိမ့်မယ်ဒါကြောင့်ဖယားအကြည်ခံရတဲ့သူဖြစ်အောင်အဲ့ဒါကုသိုလ်တရားတွေကြိုးစားပွားများအားထုတ်နိုင်ကြပါစေဆိုတဲ့ရည်ရွယ်ချက်ဖြင့်ဒီနေ့ညဟောတဲ့တရားပရိသတ်ဥတ္တရသာမဏေတဲ့ဗာတရားလဲအေးမြန်မာလိုနာမည်လေးပေးထားတာအားမငယ်ပါနဲ့ကိုရင်ရဲ့ဗာတရားတဲ့လေဘယ်သူကလာပြောတာတော့ဆိုကုသိုလ်ကပြောတာဘယ်သူကပြောတာလဲကိုရင်အားမငယ်နဲ့တပည့်တော်လာပြီဆိုပြီးတော့သူလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုကပရိသတ်ဒီတန်တငင်လျှော်ပြီးတော့ခံနေရတဲ့ကြားထဲမှာအတင်းဆွဲထုတ်သွားတာယဟန္တာဖြစ်တဲ့ထီအောင်ဘယ်ထီအောင်ဆွဲထုတ်သွားတာလဲယဟန္တာဖြစ်တဲ့ထီအောင်ဆွဲထုတ်သွားတာကုသိုလ်ကဆွဲထုတ်သွားတာဒါကြောင့်မို့လို့တကယ်အရေးတကယ်ဘေးတွင်ကဲတင်မဲ့သူမရှိမူ၍ကိုသာကဲဖို့ရမှန်သွားကုသိုလ်ပြုရမယ်ဆိုတဲ့အတိုင်းအဲ့ဒါကုသိုလ်ကောင်းမှုတရားတွေကြိုးစားပြီးတော့အားထုတ်နိုင်ကြပါသေးဆိုတဲ့ရည်ရွယ်ချက်ဖြင့်ဒီနေ့ညသိမ်အလှတရားသိမ်အောင်ပွဲမှာပြည်သားရေးဒီတရားကိုဟောပါတယ်။ကိုက်ဒီတရားဒေသနာတော်ကိုသိမ်လူအောင်ပွဲဓမ္မသမင်ပွဲကြီးပြီးပြီမို့လို့ဓမ္မကဗျာလေးတစ်ပုဒ်ဆိုပြီးတော့တရားဝကြီးသိမ်လိုက်ကြပါစို့အလုံးလိုက်ဆိုပါအောင်မီတူရှင်တွဲလို့သိမ်လူပွဲကြီးအောင်ခဲ့ပြီဗုဒ္ဓသာသနာအရှိခံဖို့တည်တံစေဖို့လှူပါသည်ကံကြီးကံငယ်အသွဲပြုဖို့ရည်ရွယ်ပြုလို့လှူဒန်းသည်သုံးဏစေရနာဖြူစင်လန်းလို့ခေမာနန်းတို့ရည်မှန်းမီလူရတာတွေပြန်ကတွေ့လို့မှန်စွာအေးလို့နေရပြီလူသာပင်ပန်းစိတ်မနွမ်းလူဒန်းနိုင်ပါပြီနောက်နေ့တွေ့မှအခြေအနေပေးရင်တကယ်ပင်ပြေးလို့လှူခြင်းမီလူရတာလည်းမယောင်ရဲ့လူပဲလူခြင်းမီအဲ့ဒါကြောင့်ကြာသူလူထုကုသိုလ်စုသာဓုခေါ်ပေမည်အောင်မီတူရှင်တွဲလို့သိမ်လူပွဲကြီးအောင်ခဲ့ပြီဗုဒ္ဓသာသနာအရှိခံဖို့တည်တံစေဖို့လှူပါသည်ကံကြီးကံငယ်အသွဲပြုဖို့ရည်ရွယ်ပြုလို့လှူဒန်းသည်ဘုန်းကြီးတို့သိဆိုတာပရိသတ်သံဃာတော်များကံကြီးကံငယ်ဆောင်ရွက်တဲ့နေရာကံကြီးကံငယ်တဲ့ဘာလဲပရိသတ်ကံကြီးကံငယ်ဆိုတာနားလည်အောင်ပြောမယ်အခုတထောင်မုံတရင်ကျော်လာပေကျော်တရက်ကတထောင်မုံလာပေနေဆိုတာကထိန်မခင်းရဘူးလားကထိန်လဘာလားလဲအေးကထိန်လမှာပရိသတ်တွေကထိန်သင်္ကန်းကြီးယူပြီးတော့ဆွမ်းချောင်းမှာတက်သွားလို့မရဘူးကထိန်သွားခင်းလို့မရဘူးကထိန်ခင်းတယ်ဆိုတာသိမ်ထဲမှာလာခင်းတာဘာမှလာခင်းရတာလဲအဲ့ဒါကံကြီးကံငယ်လှုပ်တယ်ဆိုတာအဲ့ဒါပဲနောက်ယဟန်ခံတယ်တဲ့ဘာခံတယ်လဲပရိသတ်ယဟန်ခံတယ်ယဟန်လမ်းကိုသိမ်ထဲမှာဝင်ပြီးတော့ကမဝဖတ်မှာယဟန်ဖြစ်တယ်အဲ့ဒါကံကြီးခေါ်တယ်ခုနတုန်းကကထိန်ခင်းတာကကံငယ်ခေါ်တယ်အဲ့ဒီနောက်ပိုင်းဥပုပ်ပြုတာတို့ဘာတို့ဒါတွေလဲရှိသေးတယ်ပရိသတ်အဲ့ဒါကိုကံကြီးကံငယ်တဲ့ဘာလဲလဲပရိသတ်အဲကြောင့်ဒီသိမ်ချောင်းကြီးဆောက်လုံလူဒန်းနေဆိုတာဘုရားသားတော်တန်ဃာတော်များကံကြီးကံငယ်ဆောင်ရွက်ဖို့လို့လှူဒါန်းတာပါဗျာလို့ဆိုလိုက်ပါကံကြီးကံငယ်အသွဲပြုဖို့ရည်ရွယ်ပြုလို့လှူဒါန်းသည်သုံးဏစေရနာဖြူစင်လန်းလို့ခေမာနန်းတို့ရည်မှန်းမီလူရတာတွေပြန်ကတွေ့လို့မှန်စွာအေးလို့နေရပြီ
လူသာပင်ပန်းစိတ်မနွမ်းလူရန်နိုင်ပါပြီလူတော့နည်းနည်းပင်ပန်းနေလူတော့ဘာဖြစ်လဲပိယတာသွားလိုက်လာလဲဝယ်ပေါင်းလှုပ်ပေါင်းဆောက်ပေါင်းလာပေါင်းဓမ္မသဘင်တရားဝယ်နှစ်ညကျင်းပါတယ်ကားစီစဉ်ပေါင်းကလူကတော့လှုပ်လှုပ်ရှားရှားနဲ့လူကတော့ပင်ပန်းတယ်မပင်ပန်းဘူးလားဒါကူအေးစေးစေးထိုင်ပြီးတော့တရားလေးစိတ်အေးလေးနဲ့နာတော့စိတ်ကလေးကိုမချမ်းသာဘူးလားဒါကြောင့်ဆိုလိုက်ပါလူသာပင်ပန်းစိတ်မနွမ်းလူရန်နိုင်ပါပြီနောက်နေ့တွေ့မှအခြေအနေပေးရင်တကယ်ပင်ပြေးလို့လှူခြင်းပြီလူရတာလည်းမယောင်ရဲ့လူပဲလှူခြင်းပြီလူရတာလည်းမယောင်ရဲရဘူးတဲ့လူရတာပါတယ်လေဩတော်ပြီဒါဒီနာတွေရဒီလိုလုပ်လို့မရဘူးပြေးတဲ့တခုပြီးတခုဘာများလူသေးလဲဘာများလူသေးလဲကိုစောက်ထားတဲ့ကြောင်းလိုအပ်တာလေးတွေပြေးတဲ့ဖြည့်ဆွက်ပြီးတော့လှူရတာလည်းမယောင်ရဲ့လူပဲလှူခြင်းပြီဟောဗျာမဆိုဘူးတဘာလည်းပြစ်ထားတယ်ကြည်သားဆိုပါလှူရတာလည်းမယောင်ရဲ့လူပဲလှူခြင်းပြီအဲ့ဒါကြောင့်ကြာသူလူထုကုသိုလ်စုသာဓုသာဓုသာဓုခေါ်ပေမည်ဒေတိတော်မေအယံဓမ္မောဗုဒ္ဓေနာခိစ္ဆာဘာတိတော်ဒေနသာဝေဒုက္ခယန္တုဇနာဣဋ္ဌသမေကိနောဗုဒ္ဓေနအရဟတသုတယံဘုဂိုင်တုနိုင်မမြင်ခောဓမ္မဘုရားရှင်သည်အာဟိစ္ဆာဘာတိတော်ထံကတိုင်းပယပြန်ပြန်သာသာထိကရွတ်ဆိုရဟောကြားအပ်သောအယံဓမ္မောဥတ္တရသာမဏေဇအထုပ္ပလို့ခေါ်ဆိုအပ်တဲ့အာမငယ်ပါနဲ့ကိုရင်ရဲ့လို့အမိပေးထားတဲ့ဓမ္မကထာဒေသနာတော်မြတ်ကိုမေမယငါတိတေတိတော်1382ခုသတင်းကျော်လာဆောင်3ရက်နေ့ဝေနေယသုခတော်ရကျောင်း၌တွင်၌ဆောက်လုံလူတန်းအပ်တဲ့သိမ်ကျောင်းတော်ကြီးအောင်ပွဲဓမ္မဓမင်းဆင်နွဲကနေကြကုန်သောအမျိုးကောင်းသားမျိုးကောင်းသမီးပေါင်းသူတော်ကောင်းတို့သိစေမစေကျင့်ကြံနိုင်ကြပါစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပြီတေနထို့သို့ရှိမှုဓမ္မဒါနဓမ္မသဝနာဘာဝနာမယပုံညကရိယာကုသိုလ်ထူးကြောင့်တပ်ပိကျွမ်းမဲ့အုံသုံးလုံးစုံကုန်သောဇနာတရားနာရောက်လာပေါင်းများစွာတို့သည်ဣဋ္ဌသမင်္ဂီနောမိမိတို့အတိအလိုရှိအပ်တောင်းတအပ်သောဣဋ္ဌမင်္ဂလာကျက်သေးဖြားဖြားတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယတုယနေ့ကစနိဗ္ဗာန်ရောက်ကြသည့်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ကြံကြံမာချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်သတည်း